ယနေ့ဟောကြားမှာကတော့အပိုင်း30ခွန်ဖြစ်ပါတယ်ဇတ်တော်အနေအချင်းဇတ်တော်အမှတ်41လောတကဇတ်ဖြစ်ပါတယ်ထိုဇတ်တော်ဟာဇတ်တော်အမိဖြင့်သာမတိကြတာထိုဇတ်တော်မှာပါဝင်တဲ့အရှင်မြတ်ရဲ့အကြောင်းကိုတော့စကားပြောတဲ့အခါမှာထဲပြီးတော့မှပြောကြဒီလိုရှိတဲ့အတွက်ဘုရားဘာသာမြန်မာလူမျိုးတွေနဲ့မစိမ်းသောအကြောင်းတရားတွေပါဝင်နေပါတယ်ဒီဇတ်တော်ကိုလည်းပဲမြတ်စွာဘုရားဟာတာဝတိမြို့ဇေတဝန်ကျောင်းမှာတရင်သုံးနေတဲ့အချိန်တုန်းကအခုပြောတဲ့ဇတ်တော်ရဲ့အမိပေါ့လောတကအပြည့်အစုံဆိုရင်တော့လောတကတိတ်တာပေါ့နော်အဲ့ဒီအရှင်မြတ်ကိုအကြောင်းပြုပြီးတော့မှဒါမြတ်စွာဘုရားဟောကြားတော်မူခဲ့ခြင်းဖြစ်ပါတယ်ဒီဇတ်တော်တွေကိုဟောကြားတဲ့အခါမှာတချို့သောအကြောင်းတရားတွေဟာဒီလောက်တရားထူးတရားမြတ်တွေရရှိတဲ့အရှင်မြတ်တွေမှာတော့မှဒီလိုနောက်ခံအကြောင်းတရားတွေရှိနေပါလားစသည်ဖြင့်အတော်လေးကိုတန်ဝေကဆင်ញင်စရာကောင်းပါတယ်တစ်ဖက်ကကောင်းပေမဲ့လို့လည်းပဲတစ်ဖက်ကမကောင်းတာလေးတွေဟာရောထွေးပြီးတော့မှပါသွားတတ်တာလေးတွေကိုတတိပြုကြရမှာဖြစ်ပါတယ်အခုဒီလောတကဇတ်မှာလည်းပဲဘုရားရှင်တတ်တော်ထင်ရှားရှိစဉ်ကလောတကတိတ်တာဆိုတဲ့မထေကိုအကြောင်းပြုပြီးတော့မှပညတ်ခြင်းဖြစ်ပါတယ်ထိုမထေရဲ့အကြောင်းလေးကိုနည်းငယ်ပြောမယ်ဆိုရင်တော့ကောသလတိုင်းထဲကတန်ဃာရွာပေါ့အဲ့ဒီတန်ဃာရွာမှာဒါဒီယဟန်ဟာမွေးဖွားခဲ့တယ်လလဘာကတော့ပြောပြလို့ကိုပြเสียမရှိအောင်ကိုအမတန်နေပါနွမ်းပါရှားပါတဲ့ယဟန်မှာသူ့အကြောင်းလေးနည်းနည်းချက်ပြောမယ်ဆိုရင်တော့အဲ့ဒါဒီကောသလတိုင်းထဲမှာနော်အမျိုး1000ရှိတဲ့တန်ဃာရွာတဲ့အဲ့ဒီတန်ဃာရွာမှာဒီလောတကတိတ်တမထေမြတ်ပရိသန္တိတည်တယ်ပေါ့နော်မထေမြတ်ဆိုတာနောက်တစ်ချိန်မှာတရားထူးရတဲ့အရှင်မြတ်ဖြစ်ခြင်းကြောင့်မထေမြတ်လို့သုံးလိုက်ပါတယ်လောတကတိတ်တအရှင်မြတ်ဟာမထေဟာပေါ့နော်အဲ့ဒီရွာကတန်ဃာတဲ့မြို့သမီးတယောက်ရဲ့ဝမ်းကြာတိုင်းမှာပရိသန္တိတည်ပါတယ်ဒီလောတကတိတ်တပရိသန္တိတည်တဲ့အချိန်ကစပြီးတော့အဲ့ဒီရွာမှာဒါတန်ဃာလုပ်တယ်ဆိုတာအားလုံးသိပါတယ်နော်သူတစ်ပါးရဲ့အသက်ကိုတတ်ကြဖြတ်ကြရတာကွန်နေနဲ့နော်ဒါငါးတွေဖမ်းပြီးတော့မှအသက်မွေးကြတာအဲ့ဒါကွန်နေဆွဲပြီးတော့မှမြစ်တွေတစ်ဖက်ဆယ်ကန်နေမှာငါးရှာကြတာအဲ့ဒါတကောင်းတလီတော်မရအောင်ဖြစ်ရတယ်တဲ့တစတန်ဃာရွာမှာဒုက္ခတွေရောက်ကုန်ကြအဲ့ဒီခါကျတော့သူတို့တွေးလာပြီဟာတို့ရွာဘယ်လိုဖြစ်ပါလဲအဲ့ဒီထဲမှာတခါပိုဆိုးလာတာကရွာ9ကြိမ်အောင်မီးလောင်ခံရတခါဘရင်ရဲ့မင်းပြင်းမင်းတန်ကလည်း9ကြိမ်အောင်ခံရအဲ့ခါကျတော့ငါမရပါဘူးဆိုမှရွာကအိမ်ကမီးလောင်အိမ်မီးလောင်လို့တခါဒုက္ခရောက်ပါတယ်ဆိုမှမင်းပြင်းမင်းတန်ကသင့်ဆိုတော့မဟုတ်တော့ဘူးတို့ရွာတော့သူရုပ်ရောက်နေပြီအဲ့တော့တို့ရွာမှာသူရုပ်ရှိနေပြီအဲ့တော့ဒီသူရုပ်ကိုငါတို့ရွေးမှဖြစ်မယ်ဆိုပြီးတော့အင်ကြီး1000နှစ်ပိုင်းပိုင်းလိုက်တယ်900စောင့်ကြည့်လိုက်တယ်ဟိုဘက်တစ်ဖက်ကအဆင်ပြေလာတယ်ဟိုဘက်တစ်ဖက်ကဆိုးယုံမြဲအဲ့ဒါလိုခွဲလိုက်တာတပြေး250စသည်ခွဲရင်နဲ့တဲ့ပြောလိုက်တော့ဒီလောတကဒိဋ္ဌာရဲ့မိဘနှစ်ပါးတအိမ်ပဲကြံတော့အဲ့ဒီခါကျတော့ရွာပုဂ္ဂိုလ်တွေကနေကဲမင်းတို့ရှိတဲ့အတွက်တို့ရွာလှုပ်ရှားလို့မရဘူးသွားတော့ဆိုပြီးတော့နော်နှင်ထုတ်လိုက်တယ်လင်မယား2ယောက်နှင်ထုတ်လိုက်တော့ဒီလိုနဲ့မိဘတွေလည်းစင်းစင်းရဲနဲ့နေရင်းနဲ့ဒီသားလေးလောတကဒိဋ္ဌာမွေးဖွားတယ်ပေါ့မွေးဖွားတဲ့အခါမှာလည်းမိဘတွေခက်ညင်ညိုနဲ့ကိုတခါလဲမွေးဖွားခဲ့ရတယ်အဲ့လိုနဲ့အရွယ်လေး
သွားနိုင်လာနိုင်ဖြစ်လာတဲ့အခါကျတော့မှခွက်ကလေးပေးပြီးတော့သားရဲ့တဲ့သားရဲ့တန်အမေတို့အဖေတို့လည်းမခံနိုင်တော့ဘူးငါသားရဲ့ကံငါသားပဲခံပြီးတော့ဆိုပြီးတော့မိဘနှစ်ပါးကပြစ်သွားကြတယ်။ဩတတ္တဝါတယောက်ရဲ့အကုသိုလ်ကံဟာထိုတတ္တဝါရင်းနာနော်ဒုက္ခရောက်တာမဟုတ်ပါဘူး။သူ့ရဲ့မိခိုရာသူ့ရဲ့ဘေးပတ်ဝန်းကျင်ကိုပါဒုက္ခရောက်စေပါတယ်။ဒါဟာအတိတ်ကံမဲကနော်နှိမ့်ဆက်လိုက်တဲ့အတွက်ပတ်ဝန်းကျင်နော်အားလုံးကိုပါဒုက္ခရောက်ကုန်ကြတာဒါကြောင့်ဒုက္ခပေးတယ်လို့ပြောရမှာအဲ့ဒီမှာဒီလောကဒိဋ္ဌာလေးဟာတခါတည်းဟိုနာလေးကတွေ့ရလေးကောက်စားလိုက်ဟိုနာလေးကဟိုဟာလေးစားလိုက်ရေချိုးတယ်ဆိုတာလည်းမရှိဘူးမျက်နှာတစ်တယ်လို့ဆိုမြင်လူကကြည်ရတာစားရဲရပြောသလိုဆိုရင်တော့မြေဖို့ဘလူးလေးတို့ဖြစ်နေတော့တာတဲ့ကြည်ရတာကလူရုပ်မပေါက်တော့ဘူးဘလူးရုပ်ပေါက်အဲ့ဒါတရက်မှာတော့အိမ်ကနေပြီးတော့မှတခါတည်းဟိုထမင်းအိုးရေဆေးလိုက်တဲ့အခါတွန်ချတာအမှန်တော့ဒါကြီးကနေစားတဲ့အစားအစာပါပဲဒီထမင်းစီလေးတွေဆိုတာဒါမှမဟုတ်အဲ့ဒီလောကဒိဋ္ဌာကအဲ့ဒီထမင်းစီလေးတွေလိုက်ကောက်ပြီးတော့စားနေတာအဲ့ဒါအရှင်သာရိပုတ္တရာကြီးကတွေ့သွားတယ်တွေ့သွားတော့တနာလိုက်တာဩဒီကလေးလေးဆင်းရဲလိုက်တာပင်မလိုက်တာဘယ်ရွာကဘသူသားပါလိမ့်ဆိုပြီးတော့အနိကမေးကဲသားလေးလာပါအောင်ဘယ်ရွာကတော့ဘသူသားတော့ပြောတယ်ဟိုကဟာမင်းအဖေတွေအမေတွေဘယ်မှာလဲတပည့်တော်အဖေအမေတွေကတပည့်တော်ကိုပြစ်သွားကြပါပြီဖေဟာတပည့်တော်ကြောင့်သူတို့ဆင်းရဲရတယ်ဆိုပြီးတော့အေးကွာကဲမင်းကိုရင်များဝိမချင်ဘူးလားအာတပည့်တော်လိုအထီးကျန်မွဲဆင်းရဲတဲ့မိခိုရမဲ့နေတဲ့ပုဂ္ဂိုလ်ဘယ်သူကလာကိုရင်ဝိပေးမှလဲဗျာအေးငါဝိပေးမယ်ကွာမင်းဝိမလားတပည့်တော်ဝိမယ်ဖေဟာတဲ့အဲ့ဒါလိုနဲ့ကိုရင်ဖြစ်တယ်ရှင်သာရိပုတ္တရာကိုယ်တိုင်ကိုကြီးညော်တွေတခါတည်းတိချာပုတ်တိုက်ချွတ်ပြီးတော့ကိုရေဆေးပြီးတော့ကိုရေချိုးပေးတယ်ကြည်စမ်းတစ်ဖက်ကစဉ်းစားကြည့်နော်သွေးသားတော်ဆက်တဲ့အဖေအမေကတော့ပြစ်ထားခဲ့ပြီလောကအမေအဖေကတော့မရှိတော့အင်ဗဒံမေတ္တာကရုဏာကြီးမားတဲ့ရှင်သာရိပုတ္တရာဟာပြောရရင်တော့သာသနာဘက်ကအဖေလည်းဟုတ်အမေလည်းဟုတ်ပါပဲသူ့ရဲ့ဥပ္ပဇ္ဇဆရာကိုအဲ့ဒါလိုနဲ့ပြုစုစောင်းရှောက်ပြီးတော့အရွယ်လေးရောက်လာတယ်အသက်20ရောက်လာတယ်အလကားမထားပါဘူးတရားစာတွေသင်ပေးလို့တရားတွေအားထုတ်လို့ဒါပေမဲ့လို့ခက်တာကတရေမှဆွန်းဝါအောင်မစားရဘူးတဲ့ဘလို့ဖြစ်လဲဆိုရင်ဒီအရှင်မဲဆိုပါတော့အရှင်လောကဒိဋ္ဌာဆွမ်းခံကြွားပြီဆိုရင်အဲ့ဒါလောင်းမဲ့ပုံကိုယ်တွေကအရှင်လောကဒိဋ္ဌာတပေတဲ့ကြည်လိုက်ပြည့်နေပြီပဲထင်ကြတယ်ပြည့်နေပြီဆိုပြီးတော့မလောင်းတော့နောက်ကကိုတော့ပဲလောင်းတချို့ကြလည်းအဲ့လိုမဟုတ်ဘူးတဲ့အရှင်လောကဒိဋ္ဌာကိုလောင်းမယ်ဆိုရင်သူ့ထဲမှာယာကုကကုန်းသွားတယ်သူ့စီရောက်ရင်ကုန်းသွားတယ်ကုန်းတယ်ဆိုတာထင်တာပါကုန်းတယ်လို့ထင်သွားကြတယ်ဒါလို့စသည်ပေါ့ဗျာထင်တာလည်းဖြစ်မယ်ကုန်းတာလည်းဖြစ်မယ်ပေါ့အဲ့ဒါလောက်အတိတ်အကုသိုလ်ကံကြီးကပါပြီးတော့မှနေလာတဲ့အရှင်လောကဒိဋ္ဌာနော်ဟိုတရားအလောက်ကအားထုတ်လိုက်တာအတိတ်ပါရမီကလည်းဝိပဿနာဉာဏ်အားထုတ်ခဲ့တဲ့ကံကပါလာတဲ့အခါကျတော့ဆွမ်းနာမဝတာဗျာတရားတော့မလျှော့ဘူးဗျအမတန်ချီးမွမ်းထိုက်တယ်နော်ကြည်နော်ငါဆွမ်းဝါလည်းမစားရဘူးတရားတော့အားထုတ်ချင်ပါဘူးပြင်းစရာကြီးတော့မလုပ်ဘူးစာလည်းသင်တယ်တရားလည်းအားထုတ်တယ်ဆွမ်းရတော့မဝဘူးဆွမ်းရတော့တရေမှဝအောင်မစားဘူးတရားတစ်ခါတည်းဘုန်းကြီးတို့လည်းကိုယ့်ကိုဆင်ញင်နာမလို့အရှင်လောကဒိဋ္ဌာဆွမ်းမဝပဲနဲ့တောင်တရားစာပေတွေအားထုတ်ရင်းနဲ့ယဟန္တာဖြစ်တယ်တို့ဘိုက်ဝါစားပြီးဘာမှမဖြစ်ပါလားအဲ့ဒါအရှင်လောကဒိဋ္ဌာကအားထုတ်ရင်းနဲ့ဟုတ်ပဲဝိပဿနာဉာဏ်တွေယဉ်ပြီးတော့ယဟန္တာဖြစ်တယ်ဗျာယဟန္တာတာဖြစ်တယ်ဆုံးတော့တရားမှမဝါအဲ့ဒါလိုနေလာရင်းနဲ့အရှင်လောကဒိဋ္ဌာရဲ့နော်အနေထားကပြိဋိဘံစံဖို့အာယုသင်္ခါရတွေအဲ့မှာဆုပ်ယုတ်လာပြီပြိဋိဘံစံရမယ်နေရောက်လာပြီဆိုတော့အဲ့ဒါအရှင်သာရိပုတ္တရာကြီးကလည်းတပည့်ကိုအမြဲမပြတ်ဆင်ញင်နေတာဆိုသိပြီဒီနေ့အရှင်လောကဒိဋ္ဌာပြိဋိဘံစံတော့မယ်အဲ့တော့ပြိဋိဘံစံတော့မယ်ယဟန္တာအရှင်မြတ်တပါး
ဆွန်းလေးတော်မှဝါအောင်မစားသွားရဘူးလို့တော့မဖြစ်ပါစေနဲ့မဖြစ်ဘူးငါကုညီမစောင်းရှောက်မှဆိုပြီးတော့ကဲလာဟေးတို့ဆွမ်းခံကြွားကြရအောင်ဆိုပြီးတော့ရှင်သာရိပုတ္တရာကြီးကရှင်လောကဒေသကိုပင့်ပြီးတော့ဆွမ်းခံကြွသွားတာဆရာတစ်ဖက်အဲ့ဒါအရှင်သောတကဒေသနဲ့သွားတဲ့အရှင်သာရိပုတ္တရာကိုလေရွာကလူတွေကမြို့ကလူတွေကခါတိုင်းဆွမ်းနေပြည့်ရှံအောင်ဟင်းနေပြည့်ရှံအောင်လောင်းတဲ့တကားတကမတွေကဆွမ်းဟင်းလောင်းမို့နေတာဥတော်ချဖို့မရဘူးတဲ့။အော်ကြည်စမ်းတတ္တဝါတယောက်ရဲ့အကုသိုလ်ကံကနေပြီးတော့ဟိုမှာဘုံကံကြီးတဲ့အရှင်မြတ်တွေရဲ့လက်လာပါတွေကိုတော့ကြော်လွှားပြီးတော့မှတားလိုက်တယ်ဆိုတာနဲတဲ့အကုသိုလ်မဟုတ်ဘူးနဲတဲ့အကုသိုလ်မဟုတ်အဲ့တော့အရှင်သာရိပုတ္တရာကြီးကမဖြစ်ဘူးငါဒီတိုင်းဆက်သွားရင်တော့စွန့်ဟင်းအောင်ရဖို့မလွယ်ဘူးဆိုပြီးတော့ကဲငါကလေးပဲကြောင်းပြန်ပြီးတော့မှနော်ချမ်းသာသတင်းသုံးပါဆိုပြီးတော့အဲ့ဒါအရှင်လောကဒေသကိုကြောင်းပြန်လွှတ်လိုက်အဲ့ဒီကြတော့မှအရှင်မြတ်ကြွားပါဖျားအိုးလောင်းလိုက်ကြတယ်ဖြစ်ချင်းအဲ့တော့မှရှင်သာရိပုတ္တရာအချိန်နဲ့ခါနဲ့ငါကြောင်းပြန်ရောက်အောင်ဆိုရင်တော့မဖြစ်သေးဘူးဆိုပြီးတော့အဲ့ဒါနိစ္စတဲ့တကားတွေကိုကဲကြောင်းမှအရှင်လောကဒေသရှိတယ်အဲ့ဒါသွားပြီးတော့ကတ်ဆမ်းမှာဆိုရင်ဆွန်းဟင်းနေပို့ခိုင်းလိုက်တာဟိုရောက်တော့သွားတဲ့တကားတွေကအရှင်လောကဒေသရှာမလို့မမြင်ဘူးအဲ့ဒါနဲ့သူတို့စားပြီးပြန်လာကြတယ်ရှင်သာရိပုတ္တရာကြီးကလည်းမြို့တွေကနေဆွန်းဖုံးပြီးတော့ပြန်ကြွအကြောင်းရောက်တော့ဟဲ့ငါရှင်လောကဒေသဆွန်းဟင်းနေပို့ခိုင်းလိုက်တယ်ဖုံးပြီးရလာဘူးဖေရတယ်ဖြစ်မှဖြစ်ရပါလေအကုသို့ကြောက်เสียပို့လို့လည်းမရောက်နော်ရှာလို့လည်းမရဆိုတာအမတန်ကိုကြောက်เสียကောင်းအဲ့နဲ့ရှင်သာရိပုတ္တရာကြီးဟာတောင်ဝေကကြီးစွာဖြစ်ပြီးတော့မဖြစ်ဘူးငါကုညီမကယ်မပဲဆိုပြီးတော့နန်းတော်ကောသလမင်းရဲ့နန်းတော်ကြွသွားအရှင်မင်းကြီးကလည်းပဲတခါတည်းအရှင်မြတ်ကြီးကြွလာတယ်ဗောဆိုပြီးတော့အချိန်ကတော့ဆွမ်းချိန်လွန်ပြီဆိုတော့အဲ့မှာစတုမရုတွေပြည့်စုံကတ်လှူလိုက်တယ်ရှင်သာရိပုတ္တရာပြန်ကြွလာပြီးတော့ကဲငါရှင်လာအဲ့ဒီမှာစတုမရုတွေဖုံးပေးစမ်းဆိုတော့အရှင်မြတ်ကြီးကကင်ထားတဲ့တပိတ်ဘယ်ဖုံးပေးရဲမလဲရှိန်တာပေါ့လေးစားတော့မဖုံးပေးရဘူးငါရှင်မဖုံးပေးဘူးလို့မနေတော့နဲ့ဖုံးပေးစမ်းပါနော်ငါရှင်ကိုဒီကလက်ကနော်ဒီကဘုန်းကြီးကလွှတ်လိုက်တာနဲ့ငါရှင်ဒါတွေကပျောက်သွားမှာဒါကြောင့်မလို့ရေးဝန်းတာဖုံးပေးပါဆိုပြီးတော့အရှင်သာရိပုတ္တရာကကင်ထားတာအဲ့ဒါအထဲတွေကစတုမရုတွေကပျောက်မသွားဘူးဗျအဲ့ဒါအရှင်သာရိပုတ္တရာရဲ့ဘုံကံကြောင့်တဲ့စာကအဲ့ဒီခါမှာအရှင်လောကဒေသလည်းဖုံးပေးပါတယ်ဖုံးပေးပြီးတော့အဲ့မှာပြေဝဖုံးပေးလိုက်ရပါတယ်အဲ့ဒါလို့နဲ့နော်ပြေဝဖုံးပေးပြီးတဲ့နေ့မှာပါပဲနော်အရှင်လောကဒေသဟာပရိနိဗ္ဗာန်ဆံသွားပါတယ်ဘုရားတန်လျှောက်ပြလို့မြတ်စွာဘုရားကိုယ်တိုင်ပဲနော်ဒီအရှင်လောကဒေသရဲ့ဒီအလောင်းပေါ့နော်သင်္ကြန်တဲ့ကိစ္စတွေကိုမြတ်စွာဘုရားကနော်အမင်းရှိပြီးတော့မှအဲ့ဒီမှာဆောင်ရွက်ကြလို့နော်ဓာတ်တော်တွေယူပြီးတော့မှဇေဒီတွေတဲပါတယ်တဲ့ဇေဒီတဲတယ်အဲ့တော့ဇေဒီတဲပြီးတော့ဓာတ်တော်တွေထားတဲ့အခါခုခေတ်နဲ့ဆိုတွေးမှာပေါ့ဟာဒီယဟန္တာကပြိဋိဘံဆန်တဲ့နေ့စတုမရုတွေဝအောင်ဖုံးပေးသွားတာဆွမ်းတော်ဝအောင်မဖုံးပေးထားတဲ့ယဟန္တာတော့တို့ပူဇော်ခြင်းမဟုတ်ဘူးကွာလှုပ်ခြင်းလုပ်ပါအမှန်ကအဲ့ဒီဂုံတွေကိုအဲ့ဒီဟာတွေကိုအာရုံပြုရမှာမဟုတ်ဘဲနဲ့ယဟန္တာရဲ့ကိရိတာကုံခန်းအောင်ကျင့်ကြံသွားခဲ့တဲ့နော်သီလသမာဓိပညာဂုံတွေပူဇော်ရမှာပါအများနဲ့မတူတဲ့ချွတ်ယွင်းချက်ကိုအာရုံပြုရမှာမဟုတ်ပါဘူးဒါကြောင့်မလို့ဒီဘက်ခေတ်မှာအများကဖျားစီကိုလူတွေရောက်အောင်ဆိုပြီးတော့စလုံးကြီးနဲ့ဆူတောင်းပြေမြတ်စွာဘုရားတဲ့မြတ်စွာဘုရားဆိုလို့ရေးထားရင်လာခြင်းမလာအဲ့တော့ဆူတောင်းပြေလို့ရေးလိုက်တော့လာကုန်ကြတယ်ဒါတဲ့တောင်းမှတချို့ကရေးသေးတယ်ဝါကုံပြေလွယ်ဂတိကျွယ်တဲ့တချို့ကလည်းပဲရေးလိုက်တာဘုရားရဲ့ဂုဏ်တော်ဆိုတာရေးလို့မကုန်ဘူးပြောလို့မကုန်ဘူးလေအဲ့တော့စကလုံးလှတွေနဲ့ဘုရားဖူးအောင်ဆိုပြီးတော့ပြောကြရေးကြတယ်အခုလည်းပဲနော်မြတ်စွာဘုရားသက်တော်ထင်ရှားရှိသေးတယ်နော်အရှင်လောကဒေသမထေရရဲ့အလောင်းအနီးမှာမြတ်စွာဘုရားကရက်ပြီးတော့မှအဲ့မှာအလောင်းတကြိုတဲ့ကိစ္စကိုဘုရားရှင်ရဲ့အမိန့်တော်နဲ့အညီဆောင်ရွက်ကြတယ်နောက်ဓာတ်တော်တွေယူပြီးတော့မှအဲ့မှာဇေဒီတဲ့တယ်
အဲ့တော့တန်ဃာတော်တွေကထူးဆန်းချက်ကနှစ်ခုဖြစ်နေတယ်။အော်အရှင်လောသကဒိဋ္ဌဘုံကံလက်လာပါနဲလိုက်တာတက်တက်လုံးမှဆွမ်းအောင်ဝအောင်မဖုံးပေးသွားရဘူးစတုမရုလေးပဲဝအောင်ဖုံးပေးသွားရတယ်။တစ်ဖက်ကလည်းပဲဒါလောက်ဘုံကံလက်နေပါတဲ့ယဟန်ကယဟန်နာဖြစ်တယ်နော်ကြည်စမ်းအရိယာတရားသူတရားမြတ်ရတယ်အံ့ဩလိုက်တာသူဟာတစ်ဖက်ဆောင်နေဖြစ်တစ်ဖက်ကလည်းပဲလက်လာပါကလည်းတက်လုံးတော့ဆွတ်တစ်ချက်မဟုတ်ပါဘူးဆိုတော့စဉ်းစားကြည့်ပေါ့ဗျာနော်နောက်ပြီးတော့ကောင်းမနေလို့လည်းမဟုတ်ဘူးကောင်းနေတာပဲသူဘာမှဘယ်သူမှဘာမှလုပ်နေတာလည်းမဟုတ်ဘူးဒါပေမဲ့လို့အတိတ်ကံမဲကအတိတ်ကအရေးကလွှမ်းထားတဲ့အခါကျတော့ဆွမ်းတော်ဝအောင်မဖုံးပေးရဘူးအခုနအထက်ကပြောခဲ့သလိုဆွမ်းနာမဝတာစကြက်တယ်ဗျတရားမှတ်တယ်ဗျတရားအထုတ်တယ်ဗျသူ့အလုပ်ယဟန်လုပ်တယ်ဗျယဟန်လုပ်တယ်ဗျဘုန်းကြီးတို့မန်းလေးနေတော့လည်းတွေ့ဥပါတယ်တကယ်ချင်းစာသင်သားတစ်ပါးအမတန်စတော့တယ်ဘုံကလာပါကအတော်ကိုနဲပါတယ်နော်တာစာတာအာရီကိုရတဲ့တကယ်ကိုစာပေတက်ကျွမ်းတဲ့ဆရာတော်ဖြစ်ပါတယ်အဲ့ဒီတုန်းကတော့အင်မတန်ဘုံကနဲပါတယ်ခဲညွညင်နဲ့ကိုစာသင်သားဘဝနေရတယ်အင်မတန်ချီးကျူးတယ်ဘုန်းကြီးတို့ကဘာကြောင့်လဲဆိုတော့တခါတကမတွေကြည်မကြည်သိမသိကိုလို့ဒါအင်မတန်ချီးကျူးဖို့ကောင်းတယ်ဒါတွေကြတော့ဘယ်လူသိမလဲလူတွေမသိဘူးလေလူတွေကနော်အနာနာမှာရှိတဲ့တနည်းပြောရင်ကြော်ကြားတဲ့ပုဂ္ဂိုလ်ပဲသိတာပေါ့သာသာသာဘုန်းကြီးတခါတည်းနွမ်းပါနေတာဘယ်သူသိမလဲဒါပါတော့အဲ့ဒီမှာတန်ဃာတော်တွေပြောတဲ့စကားဘုရားရှင်ကကြားတယ်ငါဘုရားကြွပြီးတော့ဟောလို့ရှိရင်တော့ဖြင့်နော်တရားအသည့်တွေပြည့်စုံကြလိမ့်မယ်ဆိုပြီးတော့မြတ်စွာဘုရားကကြွသွားတဲ့အခါကျတော့ဟိုရောက်တဲ့အခါကျတော့ငါဘုရားရောက်လာတဲ့အချိန်ဘာစကားတွေပြောနေသလဲဒါကလည်းဘုရားရှင်ကမသိလို့မေးတာမဟုတ်ဘူးဘုရားရှင်တို့ဆိုတာဟာသိရလားနဲ့လည်းမေးတာရှိတယ်သိရတဲ့နဲ့လည်းမမေးတာရှိအခါကာလကိုသိပြီးတော့မှဘုရားရှင်တို့ဆိုတာမေးသိရင်မေးတယ်မမေးသိရင်မမေးဘူးဘာအတွက်မေးတယ်လဲဟိုတနေ့ကပြောခဲ့သလိုပဲနှစ်ချက်ပေါ့သိက္ခာပုဒ်ပညာဖို့အတွက်တော်၎င်းတရားဒေသနာဟောကြားဖို့အတွက်တော်၎င်းဒီအချက်နှစ်ချက်ကိုဆောင်ရွက်ဖို့ရန်ဘုရားရှင်တို့ဆိုတာဒါမေးကိုမေးကြတာမေးတဲ့အခါမှာလည်းပဲအခါကာလကိုကြည့်ပြီးတော့အခါကာလကိုသိပြီးတော့မေးတာအဲ့ဒါလိုမေးလိုက်တဲ့ခါကျတန်ဃာတော်တွေကအခုနပြောတဲ့စကားနော်ရှောက်ပြတာပေါ့နော်အင်မတန်လက်လာပါနဲပါတယ်ဒါမလို့တစ်ဖက်ကလည်းတရားဓုတရားမြတ်အရိယာတရားတွေရသွားတယ်အဲ့ဒါတပြို့တို့အံ့ဩလို့ဒီစကားတွေပြောနေပါတယ်ဆိုတော့မြတ်စွာဘုရားကတဲ့ဒီယဟန်လက်နဲအောင်လဲသူပဲလှုပ်တာတဲ့အရိယာတရားဓုတရားမြတ်ရအောင်လဲသူပဲလှုပ်တာတဲ့ကဲဒီမှတ်ချက်ကလေးဘလောက်များကောင်းလဲမိမိတို့တွေအနေနဲ့ကနော်တခါတရံကိုယ့်ရဲ့အားနည်းချက်ချို့ယွင်းချက်တွေကိုကိုယ့်ကြောင့်လို့မမြင်ပါဘူးကိုယ့်ကြောင့်လို့မမြင်ဘူးအဲ့တော့မြတ်စွာဘုရားကနော်ဟောတဲ့စကားလေးထဲမှာဘိက္ခဝီဧသောဘိက္ခုအတ္တနောအလာပိဘာဝံစအရိယဓမ္မလာပိဘာဝံစအတ္တနာဝအကတိတဲ့ဒီယဟန်လက်လာပနေပါအောင်လဲသူပဲလှုပ်တာတဲ့အရိယဓမ္မတွေရအောင်လဲပဲသူပဲလှုပ်တာအတ္တနာဝအကတိမိမိကိုယ်တိုင်ပင်ပြုသွားတာပါတဲ့မှန်တယ်တဲ့ဒီယဟန်ဟာရှေ့တုန်းကယဟန်နာအရှင်မြတ်တပါးပြောမယ်ဆိုရင်သူတပါးအပေါ်မှာလက်လာပနဲ့ပြောရလို့ရှိရင်အန္တရာယ်ကိုပြုခဲ့တဲ့အတွက်ဒီဘဝမှာလက်လာပနေခဲ့တာပဲအများပြောတဲ့အတိုင်းဆိုရင်တော့မစ္စအိတ်တာပေါ့မနာလိုဝန်တိုပြီးတော့မှအိတ်တာမစ္စရိယမနာလိုဝန်တိုပြီးတော့မှသူတစ်ပါးရဲ့လက်အန္တရာယ်ကိုပြုခဲ့တဲ့အတွက်ဒီဘဝမှာလက်နေတယ်တစ်ဖက်ကလည်းပဲအနိစ္စဒုက္ခအနတ္တလို့ဆိုတဲ့ဝိပဿနာရှုတဲ့အလုပ်ကိုလွန်စွာအားထုတ်ခဲ့တဲ့အတွက်ကြောင့်လည်းပဲအရိယာတရားရတာပဲလို့ဘုရားကအဲ့ဒီဒေသနာအမြတ်ကလေးမိန့်ပြီးတာနဲ့မိမိရဲ့
ဖလားသမဘဝင်စားတဲ့စီးစိမ်လေးနဲ့ပဲဖះကနေလိုက်တာအကုန်နှံ့ပြောတော့တာမဟုတ်ဘူးနော်ဒီစကားလေးမင်းပြီးတာနဲ့ဖះမိမိတရားလေးနဲ့မိပြန်ပြီးတော့မှနေလိုက်တော့မှတန်ဃာတော်တွေကနေပြီးတော့မှမြတ်စွာဘုရားဒီဘဝလက်နေတာတော့သိပါပြီဖះလက်နေရခြင်းအကြောင်းတရားအထုတ်ခဲ့တဲ့ဆိုတဲ့အကြောင်းတရားလေးတွေမိန့်ကြားမှတပည့်တော်များသိရပါပါဗျာစသည်မောနော်ရှောင်းမှာပေါ့ဒီကမြတ်စွာဘုရားကအတိတ်အကြောင်းလေးတွေပြန်ပြီးတော့မှပြောပြပါတယ်ကတ္တဗဘုရားပွင့်တဲ့အချိန်တုန်းကတဲ့နော်ယဟန်တစ်ပါးဟာတကားတူကျွဲဝတဲ့တကြွယ်တကားတူကိုအမိပြုပြီးတော့မှရွာငယ်เจ้าမှာเจ้าနိုင်ဘုန်းကြီးလုံနေတာအမတန်သီလရှိပါတယ်ယဟန်အလုံးအမတန်အထုတ်ပါတယ်သီလသမာဓိပညာရှိတယ်အနိစ္စဒုက္ခအနတ္တဝိပဿနာလည်းရှုတယ်အမတန်သဘောထားလည်းကောင်းတယ်ကြည်နော်ယဟန်ပိသတယ်ဗျာယဟန်ပိသတယ်ပြောစရာအပြစ်မရှိဘူးအဲ့ဒါလို့နော်နေနေတဲ့အချိန်ခါမှာယဟန်နာမထေရမြတ်တပါးကအခုနတကားအိမ်မှာဆွမ်းရတော့တကားကကြည်ညိုပြီးတော့အိမ်နဲ့ပင့်ဘယ်ရလာတာလဲဖျားစသည်ရှောက်ထားပြီးတော့မှတပည့်တော်တို့စီကကိုးကွယ်တဲ့ရွာဥကြောင်းရှိတယ်ဖျားရွာငယ်ကြောင်းရှိတယ်အဲ့ဒါအရှင်မြတ်ကြွတဲ့သုံးပါဆိုတော့အဲ့ဒါယဟန်နာရှင်မြတ်ကလည်းအခုနကျောင်းဘုန်းကြီးရှိသွားကျောင်းဘုန်းကြီးကနေပြီးတော့နေရာလေးတွေချထားအဲ့ဒါတကားကညကြတော့သွားတယ်ကျောင်းဘုန်းကြီးရှိလဲသွားတယ်အာဂန္ဓုမထေရရှိလဲသွားတယ်အဲ့မှာလှူစရာတန်းစရာနဲ့ပေါ့ညဘက်ဆိုတော့ညဘက်အလျောက်အဲ့ဒီမှာတကားကလာပြီးတော့မှညဘက်လာရင်းနဲ့ရှောက်သွားတယ်ကျောင်းနိုင်ဘုန်းကြီးကိုမနှက်ဖြန်ကြလို့ရှိရင်အရှင်ဘုရားရောအာဂန္ဓုယဟန်ရောတပည့်တော်အိမ်ကိုဆွန့်ဖုံးပေးကြပါဗျာဆိုတော့နေခင်းကလေးကဟိုယဟန်နာရှင်မြတ်ကိုမေးထားပြီးသားအရှင်မြတ်ဆွန့်ကိစ္စပြီးခဲ့ပြီလားပြီးခဲ့ပါပြီဘယ်မှာပြီးခဲ့တယ်လဲရွာတဲကဘဲတကြွယ်ပေါ့ဆိုတော့သူ့တကာဖြစ်အဲ့ကလေးကသိထဲမှာကနည်းနည်းမနာလို့ကဖြစ်ချင်းအခုညကြတော့တခါဒကာကနှစ်ပါးလုံးကြွပါဆိုတော့မနာလို့ကခေါင်ထိတ်တက်သွားပြီမနာလို့ကထိတ်တက်သွားတယ်နော်ဒီတကာကတော့ကွာနော်ဒီဘုန်းကြီးကိုပါနော်ပင်းခဲ့ပါလို့တော့ပြောနေပြီအဲ့တော့ဒီအာဂန္ဓုယဟန်ဟာဒီเจ้าမှာဆွန်ကောင်းဟင်းကောင်းတွေစားရင်တော့ကြာနေတော့မှာပဲအဲ့တော့ဒီအာဂန္ဓုယဟန်ဒီเจ้าမှာကြာမနေနိုင်အောင်ငါလုပ်ရင်ကောင်းမယ်ကြည်စမ်းမစ္စရိယာနော်မစ္စရိယာကိုတခါကိုသူများတခါဖြစ်သွားမှစိုးရိမ်တာပြောရင်အာဝါဒနဲ့ပြောမယ်ဆိုရင်ကိုเจ้าမှာသူတော်ကောင်းဖြစ်တဲ့ဒီယဟန်ကိုမနေစေခြင်းဘူးအဲ့ဒါလို့နဲ့အဲ့ဒီအာဂန္ဓုမထေရသူ့လာပြီးတော့မထေရကြီးစိကတ်တဲ့အနေနဲ့လာပါတယ်သူ့စိတ်ထဲမှာကမနေစေခြင်းနဲ့စိတ်ကအရင်ရောက်နေတာဆိုတော့လာဥချတော့စကားပြောသိတာပေါ့ဟိုယဟန်နာရှင်များကကျောင်းဘုန်းကြီးနော်ငါဒီကျောင်းကကြာမနေစေခြင်းဘူးသူတကာနဲ့ဆက်ဆက်မှလည်းသူမလိုလားဘူးငါကအလုတ်အကျွေးတကာတွေအပေါ်မှာရောအချမ်းအယံတွေအပေါ်မှာရောတတ်မှတ်တဲ့စိတ်မရှိဘူးဆိုတာ तू မသိဘူးဆိုပြီးတော့မှကိုနေရာလေးကိုပြန်ပြီးတော့ဇန်ချမ်းသာဖလားသမဘတ်ချမ်းသာနဲ့အဲ့ဒီမှာနေပါတယ်မနေ့ရောက်တဲ့အခါကျတော့ကျောင်းဘုန်းကြီးကတခါတည်းပင့်ထားတာကနှစ်ပါးပင့်ထားတာဆိုတော့ तू ကနှစ်ပါးလုံးပါအောင်ကလည်းစိတ်ကခွင့်မလွတ်ဘူးခွင့်မပြုဘူးဒါမှမလို့ဘယ်လိုပြောမလဲအဘက်လုတ်ကလေးကလည်း तू ကလှုပ်ချင်တဲ့အခါကျတော့တဲ့စားထဲမှာခေါင်းလောင်းလေးကိုကြောက်စီပေါ့နော်ကြောက်စီလေးကိုလက်သေးလေးနဲ့သွားပြီးတော့ခတ်တယ်တဲ့ဒါပြီးတော့မှအဲ့ဒီအာဂန္ဓုကျိတ်နေတဲ့အခန်းကိုလည်းတကားလေးကိုလည်းလက်သေးလေးနဲ့သွားခောက်တယ်တဲ့အဲ့ဒါလုပ်ပြီးတော့တကြွအိမ်ကြွသွားတယ်ဘုန်းကြီးတို့ကလေးတုန်းကတော့လူကြီးတွေကတော့ပြောတာပေါ့တက်ကယ်ချောင်းနဲ့ခေါင်းလောင်းထိုးတယ်ဒါစားထဲမှာတော့တက်ကယ်ချောင်းလို့မပြောပါဘူးเนาะလက်သေးအပြင်လေးနဲ့ကြောက်စီကိုခောက်တယ်တဲ့နောက်ပြီးတော့မှလည်းပဲအခန်းဒီလက်သေးလေးနဲ့ပဲတကားကိုခောက်တယ်တဲ့
အဲ့ဒါလို့နဲ့အိမ်ရောက်တော့ဟိုကမေးတာဟာအရှင်မြတ်အာဂန္တုဆရာတော်မပါဘူးလားဖေရဆိုတော့ဟာဒီအာဂန္တုဆရာတော်အကြောင်းမင်းဆရာအကြောင်းငါမသိပါဘူးကွာနော်ငါသွားပြီးတော့ကြောက်စီထိုးလိုက်တော့ကွာတထောင်ထောင်နဲ့တကားသွားခောက်တာလဲတထောင်ထောင်နဲ့ဘာမှအတန်မကြောက်ဘူးအိယာမှနိုးရလားမသိဘူးပေါ့မနေ့ကတော့ကမင်းအိမ်မှာဆွမ်းကောင်းဟင်းကောင်းနေစားတာအစာမကြေပဲနဲ့များနော်အိတ်ကောင်းကောင်းနဲ့အိတ်နေသလားမသိဘူးတဲ့ကဲကြည့်မူသားတွေကလည်းပါကုန်ပြီစိတ်ထဲမှာကလည်းအိတ်တမစ္စရိယတွေကလွှမ်းမိုးနေပြီကြည်စမ်းတော့သီလရှိတဲ့ယဟန်တော်ယဟန်သိက္ခာဖြည့်ကျင့်နေတဲ့ယဟန်တော်အနိစ္စဒုက္ခတတ္တဝိပဿနာရှုနေတာနော်အမလီလေးမလို့တော့ဘူးလို့မတွေးနဲ့ဝိပဿနာအလုံးအားထုတ်နေတဲ့ယဟန်မယ်သီလရှိတဲ့ယဟန်မယ်ယဟန်တရားကိုကျင့်နေတဲ့ယဟန်မယ်ဒါပေမဲ့လို့အိတ်တာမစ္စရိယကလွှမ်းသွားတဲ့အခါကျတော့မလုတ်တဲ့မလုတ်ထိုက်တာတွေအခုလုတ်ပြီကြည်စံလိန်ကုန်ပြီအဲ့ဒါလိုပြောတော့တကားလဲဘာမှအထူးမပြောတော့ပါဘူးအဲ့ဒီမှာကတ်ဆရာရှိတာကတ်တာပေါ့နော်ကတ်ပြီးတော့မှတခါတည်းအရှင်မရတဲ့အာဂန္တုယဟန်လဲပင်ပန်းနေတာဆိုတော့အဲ့ဒါတပည့်တော်ဒီကနော်ဆွမ်းခဲပဲဘောဇင်လေးတွေထည့်ပေးလိုက်အောင်မယ်ဖေဟာတဲ့အဲ့ဒါလေးအရှင်မရဟိုရောက်လို့ရှိရင်ကတ်လိုက်ပါအောင်ဖေဟာအဲ့ဒီလိုမျိုးအိမ်မှာဖြစ်နေပြက်နေတာကိုကျောင်းမှာရှိတဲ့ယဟန္တာရှင်မြတ်ကြီးကသိပြီဘာတွေဖြစ်တယ်ဆိုတာယဟန္တာသိပြီသိတာနဲ့ယဟန္တာရှင်မြတ်ကလည်းဆွမ်းကအချိန်ကိုမှတ်ပြီးတော့မှနော်ကိုလည်းသုတ်တင်ပြီးတော့တပိတ်သင်္ကန်းနဲ့ယူပြီးတော့ကောင်းငင်ကနေပြီးတော့တခြားရက်ကိုကြွသွားပါတော့တယ်နော်ခုနကျောင်းနိုင်ဘုန်းကြီးလည်းပဲအိမ်မှာတခါကတ်တဲ့ထောပပြတကားတွေစီမံထားတဲ့ကဏ္ဍတွေတောက်ပြီးတော့ဖုံပေးတပိတ်ထဲမှာလည်းအခုနကတော့အာဂန္တုအတွက်ထည့်လိုက်တဲ့ဟာကိုလည်းသူကယူလာပါတယ်မယူခြင်းဘူးပြောလို့လည်းမဖြစ်သေးဘူးလေယူလာတယ်ဒါမှမဟုတ်လမ်းရောက်တော့စဉ်းစားတယ်ဟုတ်ပြီအာဂန္တုကိုတော်ကဒါဒီလောက်ကောင်းတဲ့ဆွမ်းနေတာကတ်လိုက်ရင်တော့လေပင်ကင်နှင်ထုတ်တောင်ထွက်မှာမဟုတ်ကြည်စမ်းသူ့စိတ်နဲ့သူဒုက္ခရောက်နေတာဘယ်သူမှလာလေပင်ညစ်တာမဟုတ်ဘူးကျောင်းနယ်ဘုန်းကြီးသူ့စိတ်နဲ့သူဒုက္ခရောက်နေတာတဲ့အာဂန္တုကိုတော်တာဒီကနာကောင်းနေတာတောက်ရမယ်ဆိုရင်တော့လေပင်ကင်ထုတ်တောင်သွားမှာမဟုတ်ဘူးအဲ့တော့ဒီကနာကိုလူတွေကိုပေးခဲ့မယ်ဆိုရင်လည်းလူသိကုန်မယ်ရေထဲသွားသွန်မယ်ဆိုရင်လည်းထောပတ်တွေကလူမြင်မတော်ဘူးမြေကြီးပေါ်ထားလို့လဲတို့ကြကြီးကန်းနေပါတွေကသွားစားရင်လိကုန်မယ်ဘယ်နဲ့လောရမလဲဘုန်းကြီးတစ်ပါးတည်းနဲ့ခေါင်းရှုပ်တယ်အကုသို့အလုပ်လုပ်ရတာလဲပင်ပန်းတာပဲသူခမညာအဲ့ဒါလိုနဲ့ကံအားလျော်စွာပဲလမ်းမှာလာရင်နဲ့ယာပြင်တခုမီးလောင်တာတွေ့တော့ဟာအတော်ပဲဒီအာဂန္တုအတွက်ယာခုတွေတော့ကနာတွေတော့နော်ဟောဒီမီးတဲ့လွှတ်လိုက်တာတော့တွန်းလိုက်တာတော့အေးရောဟာဆိုပြီးတော့အဲ့ဒါမီးလောင်နေတဲ့ယာမှာရှိတဲ့မီးတဲ့ကိုသွားပြီးတော့တွန်းချပြီးတော့အပေါ်ကနေပြီးတော့ဖုံးပြီးတော့မှမီးကြီးတွေနဲ့ဖုံးပြီးတော့မှကြောင်းပြန်ချသွားတာကြောင်းပြန်သွားတဲ့အခါကျတော့တွားကြည့်တဲ့အခါကျတော့ဟိုရဟန္တာရှင်မြတ်ကမရှိတော့ဘူးအဲ့ကြတော့မှသူကတုံလို့သွားတော့တာကြည်စမ်းငါဖြစ်ပုံပြက်ပုံနေထိုးအရှင်မြတ်သိတဲ့ထင်တယ်ဧကန္တယဟန္တာနေမှာဟောတကယ်တော့ဒီစိတ်ကဥတ္တပနော်မလုတ်ခင်ကလေးကဒီစိတ်ကပ်ရမှာလောကထဲမှာဣတိမန္တပရာစိတာဝိဒုစသည်ပေါ့နော်ဒေဝသောတဒေဝစကုဒီလိုတကိုးရှိတဲ့ပုဂ္ဂိုလ်တွေလောကထဲရှိတယ်ငါစိတ်ဖြစ်နေတာသူတို့သိတယ်ငါကာယကံဝစီကံတွေသူတို့သိတယ်ငါလှုပ်လို့မတော်ဘူးဆိုတာဥတ္တပကငကိုတဲ့ကံအခုတော့လွန်သွားပြီအဲ့တော့သူပြောတဲ့စကားအရှင်မြတ်ပြောတဲ့စကားလေးအမတန်ကောင်းပါတယ်နော်အဟောမယဥတရဟေတုအာယုတ်တံကတံတဲ့အဟောအံဖွယ်တည်းရှိစွာတကားမယငါသည်ဥတရဟေတုဝမ်းဟူသောအကြောင်းကြောင့်အာယုတ်တံမလုတ်တဲ့မလုတ်ထိုက်တဲ့မပြုတ်တဲ့အမှုကြီးကိုကတံပြုမိမှာပြီတချို့စကားလုံးလေးသုံးသလိုပေါ့ဗိုက်ခိုင်းလို့မိုက်ရိုင်းနေဆိုတာအခုလည်းပဲကျောင်းနယ်ဘုန်းကြီးကြည်စမ်းတကယ်တော့ကိုကျောင်းကဘာတခုမှထုတ်ပေးရတာမဟုတ်ဘူးတခါအိမ်အကတ်တာအဲ့ဒါကိုအိဒါမစ္စရိယတွေကလွှမ်းမိုးသွားတဲ့ခါကျတော့မလုတ်တဲ့အတိုင်းလှုပ်လိုက်တာဒါ
ဒါကြောင့်မလို့သူတွေးတဲ့အတွေးလေးနော်အတွေးမှာအတွေးရတော့မှန်ပါတယ်ဒါပေမဲ့အပြုကမှားသွားပြီအဟောမယဥတရဟိတုအာယုတံကတံငါဟာဘိုက်အတွင်းနဲ့မိုက်မိပြီဘိုက်အတွင်းနဲ့မိုက်မိပြီဆိုပြီးတော့အဲ့ဒီစိတ်ကြီးကတစ်သက်လုံးဖြောက်လို့မရတော့နောင်တဆိုတာတကယ်ပဲနောင်တမီးဆိုတာအရက်ထဲလောင်နဲ့မီးတဲ့ဆိုးတယ်လူတွေပြောသလိုဖွဲမီတနှုံနဲ့လောင်တာအဲ့ဒါလိုနဲ့မကြပါဘူးဗျာနော်ပြန်တော်မူသွားပါတယ်နော်ပြန်တော်မူသွားတဲ့အခါကျတော့ပြောရလို့ရှိရင်တော့သူ့လမ်းကတော့ဖြောက်နေတာပေါ့ဗျာဖြောက်နေဆိုတာအားလုံးကြားဘူးပါတယ်အခုခေတ်မှာအင်မတန်ခေတ်စားတဲ့ဘာလို့ခင်ပွန်းကြီး10ပါးခင်ပွန်းကြီး10ပါးဒါပဲနော်တပ္ပညုတပစ္စေကဗုဒ္ဓယဟန္တာဧကသာဝကမိနင်းပါကြည်လာယိုသေးထိုက်သူပါကောင်းကျိုးပြုတတ်ဆရာမြတ်သိမှတ်တရားဟောဆရာမပြေမှားအပ်ယေရှုဆက်ဆေရခင်ပွန်းမိတ်ဆွေပါယဟန္တာကခွင့်မလွတ်တာမဟုတ်ဘူးနော်ခွင့်လွတ်တယ်အကုသိုလ်ကခွင့်မလွတ်ဘူးပုဂ္ဂိုလ်ကခွင့်လွတ်တယ်အဓမ္မကခွင့်မလွတ်ဘူးဘုန်းကြီးတို့ငယ်ငယ်တုန်းကစာကြဘုန်းကြီးရှိတယ်ဆရာတော်ဥစတိလာတဲ့အဲ့ဒါစိတ်သဘောထားကောင်းတယ်အမတန်သီးခံတယ်အဲ့တော့ तू ကပြောတယ်ဘုန်းကြီးတို့စာချရတဲ့အခါတပည့်တို့တဲ့တို့ကဆရာဆိုပေမဲ့လို့နော်အနိုင်မယူပါဘူးတဲ့သီးခံပါတယ်တဲ့နော်တို့ပြင်မလဲသီးခံတယ်ဒါပေမဲ့လို့တဲ့အကုသိုလ်ကသီးမခံဘူးတဲ့ဆရာကဒါသီးခံတာအကုသိုလ်ကသီးမခံဘူးတဲ့အခုလည်းပဲကြည်လေခင်မွန်းကြီး10ပါအားလုံးကြားဘူးတဲ့ခင်မွန်းကြီး10ပါနော်တပ္ပညုမြတ်စွာဘုရားရဲ့သမတမုဒ္ဒဘုရားပေါ့ပစ္စေကဆိုတာပစ္စေကဗုဒ္ဓဘုရားတပ္ပညုတပစ္စေကဗုဒ္ဓယဟန္တာနော်ယဟန္တာအရှင်မြတ်ဒီရဲ့နောက်တစ်ခါဧကသာဝကတဲ့ဧကသာဝကဒီအရှင်မြတ်2ပါးရဲ့4ကငါကြတော့မိဘ2ပါးမိငါ6ဖခင်ပေါ့နောက်တစ်ခါကြီးလယိုသေးထိုက်သူပါနော်ဒါအတ္တသိက္ခာကုံမှာကြီးတဲ့ပုဂ္ဂိုလ်တွေမိမိတဲ့အတ္တသိက္ခာကုံမှာကြီးတဲ့ပုဂ္ဂိုလ်တွေနော်ဒါလည်းမပြင်းမထိုက်တဲ့ပုဂ္ဂိုလ်ပဲခုနှစ်ပေါ့ကောင်းကျိုးပြုတတ်တယ်ဆိုတာဟိတကာရပုဂ္ဂိုလ်လို့ခေါ်တယ်မိမိပေါ်မှာကောင်းကျိုးပြုတတ်တဲ့ပုဂ္ဂိုလ်ဒါလည်းမပြင်းမတဲ့ခင်မုန်းကြီးပဲဆရာမြတ်နော်မိမိအပေါ်မှာကျေးဇူးများတဲ့ဆရာသမားတွေပေါ့တိမှတ်တရားဟောဆရာတရားဟောပြပေးတဲ့ဓမ္မဂရိကအားလုံး10ဦးရှိပါတယ်ကောင်းကျိုးပြုတတ်ဆရာမြတ်တိမှတ်တရားဟောဆရာမပြေမှားအပ်ကျေးဇူးဆက်ဆေရခင်ပွန်းမိတ်ဆွေပါအခုကြည့်လေနော်တော်ကြောင်ဘုန်းကြီးဟာမပြေမှားတဲ့မပြေမှားထိုက်တဲ့နော်ယဟန္တာကိုပြေမှားတဲ့အတွက်ဒုက္ခလှရောက်တော့တာဗောအဲ့ဒါငရဲရောက်သွားတယ်ဗျာဘုန်းကြီးပြန်တော်မူတယ်လို့တော့ပြောရမှာခက်ပဲနော်အဲ့ဒါငရဲရောက်သွားတယ်အဲ့တော့ငရဲရောက်သွားတဲ့အခါမှာဘာဖြစ်သွားတယ်လဲငရဲရောက်ရုံနဲ့ပြီးသွားတာမဟုတ်ဘူးငရဲရောက်ရုံနဲ့ပြီးသွားတာမဟုတ်ဘူးအဲ့ဒီငရဲကနေပြီးတော့မှနော်ပြောရလို့ရှိရင်တက်လာပြီငရဲကနေတက်လာပြီဘယ်သွားမလဲငရဲမှာခံခဲ့တာကနှစ်အသိန်းနဲ့နော်ငရဲမှာခံရတယ်ကြံတာဘာလဲဝိပက်ကျွန်းလေးကြံတယ်အဲ့ဒီကြံတဲ့ဝိပက်ကျွန်းကဘလူးဘဝ900တဲ့ကြည်စမ်းအဲ့ဒီဘလူးဘဝ900မှာလဲပဲနော်တနေ့မှဝမ်းပြည့်အောင်မစားရဘူးတဲ့ဗျာမသေးခင်လေးတနေ့လေးတော့စားသွားရတယ်တဲ့ဒါကလည်းပဲကိုဝန်တဲ့တယောက်ရဲ့အညစ်အကြေးတွေစွန့်ပစ်တာကိုရလိုက်တဲ့အတွက်ကိုဝန်တဲ့ရဲ့အညစ်အကြေးလေးတွေကိုတခါလေးပဲဝမ်းပြည့်အောင်စားလိုက်ရတခါအဲ့ဒီဘဝကနေတခါနောက်တခါပြန်သေးတော့ခွေးဘဝက900ခွေးဘဝမှာလည်းအစောပိုင်းတရေတခါမှဝအောင်မစားရဘူးတဲ့တခါလေးပဲဒီနေ့မှာလူတယောက်ကအန်ထုတ်လိုက်တဲ့အံဘတ်တွေအဲ့ဒါလေးဝအောင်စားရရှာတယ်ဒီလိုနဲ့လောတကဒိဋ္ဌဟာနော်တန်နေရာမှာလဲပြီးတော့လာလိုက်တာဟောကာတိတိုင်းနေရရွာငယ်တွေမှာဆင်းရဲသားမျိုးမှာသွားဖြစ်တယ်သူဖြစ်တဲ့အချိန်ကစပြီးတော့အဲ့ဒီရွာလဲဒုက္ခရောက်တော့တာပဲအဲ့အမျိုးလဲပဲတခါတည်းနော်သူတို့စားပြောသလိုပေါ့ဝမ်းပြည့်အောင်ပအုံးရည်များလေးတော့မရတော့ဘူးတဲ့
သူ့နာမည်ပေးတယ်မိတ္တဝိန္ဒကာမိဖေတွေကလည်းမခံနိုင်တော့ဘူးကဲမင်းတို့တော့ငါတို့ဒုက္ခမခံနိုင်တော့ဘူးဆိုပြီးတော့ဟောမိတ္တဝိန္ဒကာနှင်ထုတ်လိုက်ကြပြီအဲ့ဒါလိုနဲ့မိတ္တဝိန္ဒကာသွားရင်လာရင်နဲ့အဲ့ဒါဗာဒနဲ့စီရောက်သွားတယ်အဲ့ဒီချိန်မှာတော့ဘုန်းကြီးတို့ရဲ့ဖရာလောင်းကဒိတာပါမောက္ခဆရာကြီးဖြစ်တယ်တပည့်တွေကိုအခါကြီးငွေပေးအခါကြီးငွေယူပြီးတော့မှသင်ပေးနေတာဒီတပည့်တွေနော်900လောက်ရှိတယ်အဲ့ဒါမိတ္တဝိန္ဒကာကြီးကလည်းပဲဒိတာပါမောက္ခဆရာကြီးထံရောက်လာပြီးတော့ပညာသင်မယ်ပေါ့ဖရာလောင်းကလက်ခံလိုက်ပါတယ်ဒါပေမဲ့လို့ခက်တာကမိတ္တဝိန္ဒကာကအင်မတန်ကြမ်းကြုတ်တယ်ရိုင်းဆိုင်တယ်ပြောလို့ဆိုလို့မကောင်းဘူးဟိုလူနဲ့ရံဖြစ်ဒီလူနဲ့ရံဖြစ်ဆရာကဆုံးပါတယ်မရဘူးနားမထောင်နောက်ဆုံးကြတော့မနေနိုင်ပါဘူးသူပြေးတော့တာပဲပြေးနဲ့ဘယ်ရောက်သွားလဲဆိုတော့အဲ့ဒီမှာပစ္စံတဲ့ရွာတရွာမှာရောက်တော့အဲ့မှာဆင်းရဲသမားတယောက်နဲ့သွားအိမ်အောင်ကြအဲ့မှာသားလေးရသားလေးရတဲ့ခါကျတော့အဲ့ဒီမှာရွာသူရွာသားတွေကလည်းပဲအဲ့လေနော်တို့ရွာအတွက်အထောက်ပံ့ရအောင်ဆိုပြီးတော့ရွာထိပ်နားမှာရှိတဲ့တဲလေးတစ်လုံးမှာသူတို့လင်မယား2ယောက်နဲ့ကလေးလေးနဲ့ထားပြီးတော့အေးကွာမင်းတို့ရွာအတွက်တည်င်းကောင်းတည်င်းဆိုးတည်င်းလေးတွေနော်တည်င်းထောင်လန်းတဲ့အလုပ်လုပ်ကွာလဘေးရွာတွေကနေဘာလာတယ်ဘာပြုတယ်ညာပြုတယ်ပေါ့နော်တည်င်းဆက်သွယ်ရေးတာဝန်ပေးထားတာခက်တာကအဲ့မိတ္တဝိန္ဒကာရောက်လာတဲ့အချိန်ကစပြီးအဲ့ပစ္စံတဲ့ရွာလည်းပဲ9ကြိမ်တောင်မှမင်းထန်တဲ့နေ9ကြိမ်တောင်မှနော်သူတို့ရဲ့အိမ်ဟာမီးလောင်ခံရတယ်ရွာမှာရှိတဲ့ဆယ်ကြီးကလည်း9ခါတောင်ပေါက်တယ်ဆိုတော့ဒီကောင်လဲဂျိုးကောင်ပဲလူတွေပြောသလိုဒီကောင်ဂျိုးကောင်မဖြစ်ဘူးဆိုပြီးတော့အဲ့ဒါသူတို့လင်မယားနဲ့ကလေးနဲ့အဲ့ဒါရွာနှင်ထုတ်လိုက်ကြနှင်ထုတ်တော့သွားရင်ဘယ်ရောက်သွားဆိုဘလူးနေတဲ့တော်တဲ့ရောက်သွားတယ်အဲ့မှာတခါတည်းဘလူးကလည်းသူ့မိမနဲ့ကလေးနဲ့စားလိုက်တာမိတ္တဝိန္ဒကာတယောက်ပဲကြံတော့တယောက်ပဲကြံတဲ့ခါကျတော့သူလည်းရောက်မရောက်ရသွားလိုက်တာအဲ့မှာဂံဗီရဆိုတဲ့သင်္ဘောစိတ်ရွာရောက်သွားအဲ့တောထဲမှာဘလူးစားလို့သူမယားနဲ့သားသေးပြီအဲ့ဒါသင်္ဘောစိတ်ရောက်သွားတော့အဲ့ဒီမှာသင်္ဘောကလည်းထွက်ခါနီးဆိုတော့သူလည်းလိုက်ချသွားတာအဲ့တော့သင်္ဘောကသွားရင်နဲ့9ရက်နော်မြောက်ရောက်တဲ့အခါကျတော့သမုဒ္ဒရာအလယ်မှာလည်းရောက်ပြီးသင်္ဘောကြီးကမထွက်တော့ဘူးသင်္ဘောကြီးကတံပုံနဲ့နှက်ထားသလိုပဲမထွက်တော့တဲ့ခါကျတော့ဟာဘာဖြစ်လဲညာဖြစ်တယ်အပြစ်ရှာတာမတွေ့ဘူးအေးနော်သင်္ဘောရဲ့အပြစ်မရှာမရလူအပြစ်ရှာမှာပေါ့ကွာဆိုပြီးတော့တခါတည်းသူတို့အဲ့ဒီမှာဘာခေါ်လဲမဲသူရုံးမှာမဲရွေးကြတယ်ကာလကန်ဒီနော်သူရုံးမှာမဲရွေးကြတယ်စာရေးတံမဲပေါ့အဲ့တော့ဘုန်းကြီးကအဲ့ဒါကတော့မဲလို့လက်ခံတယ်ကာလကန်ဒီဆိုတော့ဒါရုပ်မာတဲ့ပုဂ္ဂိုလ်ဆိုတော့လူကာလကန်ဒီဆိုတော့မဲတာပဲနော်အဲ့တော့ခုခေတ်ကတခါတရံကြတော့ဖျားမဲနဲ့ဖျားကပါမဲတယ်တဲ့ပါဒါကြောင့်မလို့ဘုန်းကြီးတော့ဟာဖျားမဲတော့မလုပ်ကြပါနဲ့ဗျာဖျားပူဇော်လက်မှတ်လို့လုပ်ပါဘယ်နဲ့ဖျားမဲပေါက်တယ်ဆိုတော့ဖျားအမေးပေါက်လို့ပြဖျားမဲဆိုတာနဲ့မတွဲကျင်တာပါစကားအရာတော့သုံးလို့ရပါတယ်ဘုန်းကြီးတို့ရွာမှာအိဆာတရားရွှေခဲကုန်းစီဒီမှာကြောက်စာဘုန်းကြီးတို့ဒါကြည့်မြင်နေနေသွားပြီးတော့မှားပြီးတော့ပူဇော်တာပေါ့အဲ့တော့ဟိုမှာစာရေးတဲ့နေရာမှားခဲ့တယ်အေးအရှင်သီရိကင်္စနာကိုတော့စလုံးလေးနည်းနည်းကြီးလိုက်ပါနော်စလုံးလေးကိုလည်းပဲတခါကြီးတို့နည်းနည်းမဲလေးဖြစ်အောင်လုပ်ပေးပါဆိုပြီးတော့ဗလာစာရွက်ထဲမှာအရှင်သီရိကင်္စနာကြီးမဲပေါ့ဆိုပြီးတော့ခက်ကြီးလေးနဲ့မဲလေးလုပ်ပါဆိုတော့ကြီးတာတော့မရေးပေးတော့ဘူးမဲဆိုပဲရေးပေးခဲ့တာအဲ့ဒါလိုနဲ့ပြီးပြီဆိုတော့ယူဟာအဲ့ဒါကြောက်စာကြီးတဲသွားရွာရောက်တော့ပယံနဲ့ဗာနဲ့အဲ့တခွန်နိုင်ကြောက်စာတခွန်နိုင်ကြောက်စာလည်းကတ်ပြီဆိုရောကြောက်စာကတ်တဲ့လူကကတ်ပြီးသွားပြီဒီကဘုန်းကြီးကသွားဖတ်တော့နာမည်ဒီအကုန်ဖတ်အရှင်သီရိကစ္စနာနားလဲရောက်တော့အရှင်သီရိကစ္စနာမဲတဲ့ဟာဘယ်လိုဖြစ်လို့မဲပါနောက်ကြမှာစဉ်းစားတော့ဩသူတို့ကကိုရေးပေးတာအကုန်ရေးထည့်လိုက်တာအရှင်သီရိကစ္စနာမဲဆိုတော့အခုလည်းအဲ့လိုဖြစ်နေနော်အရှင်သီရိကစ္စနာမဲတဲ့ကွာကြတယ်အဲ့တော့မိတ္တဝိန္ဒကကြီးပဲ9ကြိမ်ပေါက်တယ်နော်တတိထားနော်ဒီကာလကန်ဒီမဲပေါက်တယ်ဆိုတာကတစ်ကြိမ်လောက်ဆိုရင်မှားနိုင်တယ်ပေါ့9ကြိမ်လုံးသူ့ပေါက်တဲ့ခါကျတော့သင်္ဘောသားတွေကကဲမင်းကံပဲဆိုပြီးတော့အဲ့မှာဝါစီတစီပေးပြီးတော့အဘောကနေတွန်းချလိုက်ကြတော့တာနော်ဟိုတွန်းချဆိုလက်နဲ့ကန်ပြီးတော့မှသမုဒ္ဒရာတွေပြစ်ချလိုက်တာပေါ့အဲ့တော့ပြစ်ချလိုက်တော့ကာလခုနမိတ္တဝိန္ဒကလည်းအဲ့ဒီဝါဖောင်လေးနဲ့မျောပြီးတော့မှပါသွားတာအဲ့ဒီမှာဘာတစ်ခုရလဲဆိုတော့ကတ္တဗဘုရားသာသနာတော်ကအခုနသီလတွေဖြစ်ကျင်ခဲ့တဲ့သီလတကိုးလေးကဒီမှာလာကြိုးပေးတယ်
အဲ့ဒီတီလာတကိုးကြောင့်တဲ့ဘာသွားတွေ့လို့ဖန်ဘိမှန်တခုသွားဆိုင်အဲ့ဒီမှာနတ်သမီး၄ယောက်ကဟာကြွပါဆိုတော့အိုးအဲ့မှာသူကောင်းစားနေပြန်ရောဗျာ9 ရက်လောက်တော့ကောင်းစားနေတာအဲ့ဒီဖန်ဘိမှန်ရှင်တွေကလည်းဒီနတ်သမီး၄ယောက်ကလည်း9 ရက်စံ9 ရက်ခံဆိုတော့သူတို့စံတဲ့အချိန်သူလည်းစံပေါ့ဟိုကခံမဲ့ချိန်ကျတော့သူတို့လည်းသွားရောပြန်လာမှပြန်တော့မပြန်နိုင်ဘူးတော့မှားတယ်မနေဘူးမောင်မကြီးသားကလစ်သွားရောလစ်သွားတော့နောက်တစ်ခါဘာတွေ့လဲငွေဘိမှန်မှာနတ်သမီး၈ယောက်အဲ့ဒီမှာစီစဉ်ခံမနေဘူးဆက်သွားရွှေဘိမှန်နော်ဗရမ ्या ဘိမှန်မှာ16ယောက်အဲ့ဒီကနေဆက်သွားလိုက်တော့ရွှေဘိမှန်32ယောက်အဲ့ဒါလိုနဲ့ तू ကငြိမ်မနေဘူးဆက်သွားလိုက်တာနားမထောင်မနဲ့ဆက်သွားသမုဒ္ဒရာကျွန်းအလေရောက်သွားတယ်အဲ့ဒီမှာဘလူးမတယောက်က तू ကမျိုးဖန်ဆင်းပြီးတော့လာတဲ့လူတွေကို तू ကဖန်ဆင်းစားနာပေါ့နော်ဖန်ဆင်းစားနာဒီခေတ်ပြောဆိုဖန်စားနာပေါ့ဖန်စားနေတာအဲ့ဒါ तू ကလည်းမသိဘူးအဲ့ဘလူးမက तू ကစိတ်မအောင်ဆောင်ထားတာဟာငါတော့စိတ်သားတော့စားတော့မှာပဲဆိုပြီးတော့မိတ္တဝိနကစိတ်မခြေတော့သွားဆွဲလိုက်တာဟိုကဘလူးဖြစ်နေတာ तू မသိဘူးဘလူးကတခါတည်းစိတ်မအောင်ဆောင်ထားတဲ့ဘလူးကကန်ထဲလိုက်တာတခါတည်းသမုဒ္ဒရာနဲ့လွင့်ပြီးတော့ဗာရာဏသီမြို့ရဲ့အပြင်ဘက်နားမှာရှိတဲ့နော်ကျုံးအပြင်နားမှာရှိတဲ့ချုံမော်သွားတင်တယ်တခါတည်းဘလူးကန်ထဲလိုက်တာအဲ့ဒီအချိန်မှာဖြစ်ချင်တော့တခါရှင်ဘရင်မွေးထားတဲ့စိတ်မတွေကိုတခိုးတွေကလာပြီးတော့တတ်စားတာအဲ့ဒါစိတ်ကြောင်းသားတွေကတခိုးဖမ်းဖို့ခြုံပုတ်ထဲကစောင့်နေတာခြုံပုတ်ထဲကစောင့်တဲ့အချိန်မှာမိတ္တဝေနကကလည်းအခုနခြုံပုတ်ပေါ်ပြုတ်ကြတာခြုံပုတ်ပေါ်ပြုတ်ကြတဲ့အချိန်ခါမှာဟိုမှာစိတ်တွေကဘရင်စိတ်တွေကရှိတယ်စိတ်မတွေအဲ့တော့မိတ္တဝေနကကကြည့်လိုက်တော့ဟာစိတ်မတွေတွေ့ပြန်ပြီအခုနစိတ်မ6ကန်လိုက်တာကန်ထုတ်လိုက်တာငါဒီရောက်တယ်အဲ့တော့ဒီတစ်ခါကန်ရင်တော့သူကန်လိုက်ရင်တော့ငါသမုဒ္ဒရာတင်ပြန်ရောက်ချင်ရောက်သွားမှာအခုနကန်လိုက်တာဗာရဏသီရောက်တယ်ဒီတစ်ခါကန်ရင်သမုဒ္ဒရာလည်းရောက်လောက်တယ်ဟဲ့ဆိုပြီးတော့သွားကန်လိုက်တော့စိတ်မထအော်ပါလေရောစိတ်မအော်တော့မှဟိုမှာကြောက်စောင့်နေတဲ့စိတ်ကြောင်းသားတွေဟာတကိုးဆိုပြီးတော့လာဖမ်းလိုက်တာအဲ့ဒါပါသွားတယ်မိတ္တဝိနကကြီးရက်ကန်နဲ့ပါသွားပြီးတော့ခါထူထောင်းပြီးတော့ဘရင်ထံပို့တာဖြစ်ချင်တော့ကန်လည်းကောင်းတယ်ပြောရမှာပေါ့နော်အဲ့ဒီချိန်ကမှဖရာအလောင်းတိသာဗမောခဆရာကြီးကလည်းတပည့်900နဲ့အတူရေချိုးလာတာရေချိုးလာတော့မိတ္တဝေနကလည်းဟိုမှာထူထောင်းတာတွေ့တော့ကြည့်လိုက်တော့ဟာမိတ္တဝေနကကြီးဖြစ်ဟာမင်းတို့ဒါမလုပ်ပါနဲ့ကွာငါတပည့်ပါကွာငါ့ကိုကျွန်းဖြစ်ပေးပါကွာဆိုတော့ပေးပါတဲ့ဆရာကြီးဆိုပြီးတော့မိတ္တဝေနကကြီးဆရာကြီးနောက်ပါသွားတော့မိတ္တဝေနကကိုဆရာကြီးကမေးတာဟဲ့ကောင်မင်းဘလို့တွေများဖြစ်နေတာတော့မင်းဘာတွေများဖြစ်တာလဲဆိုတော့ तू အကုန်ပြောပြတော့မှဖះအလောင်းကနေပြီးတော့အေးတဲ့မင်းအကျိုးလိုလားတဲ့ဆရာကနေပြီးတော့တေချာကြနာဆုံးမတာကိုမနာယူတဲ့အတွက်မင်းခုလိုဆင်းရဲဒုက္ခရောက်ရတာဆိုပြီးတော့မှယောအထာကာမတာဟိတာနုကံပိနောဩဝိဇာမာနောနာကရောတိသာသနံအစီယာပါဒမောလံဘမိတ္တကောဝိယသောစတိဘာပြောတယ်လဲမိတ္တကောမိတ္တဝိနကသည်အဇိယစိတ်မာဤပါဒံခြေကိုဩလံပါဆွဲလိုက်တဲ့အတွက်ကြောင့်သောစတိဝိယစိုးရင်ရတကဲ့သို့နှစ်ခါဆွဲနှစ်ခါလုံးလွဲတာကြီးပဲပထမတစ်ခါကတော့စိတ်သားစားခြင်းလို့စိတ်မှာဆွဲလိုက်တာဘလူးမဖြစ်နေတော့ကန်ထုတ်လိုက်တာဗာရဏသီကျုံးပြင်ပဲချုံမစုကြုံရောက်သွားတယ်နောက်တစ်ခါကျတော့ဒီတစ်ခါသူကန်ငါပင်လေသမုဒ္ဒရာပြန်ရောက်တော့ရှိရဲဆိုကန်လိုက်တာစိတ်တကိုးဆိုပြီးတော့ဖမ်းချုပ်ခံရဒါရမလို့သောစတိဝိယစိုးရင်ရတကဲ့သို့အေဝံတထာထိုအတူဩဝိဇာမာနောနုညံ့သောအစီးပွားကိုလိုရှိသောစိတ်ဖြင့်ဆုံးမအပ်ပါလျက်ယောကျင်သူသည်အထာကာမတအကျိုးစီးပွားကိုအလိုရှိသောဟိတာနုကံမိနောအစီးပွားဖြင့်စောင့်ရှောက်သောသူ၏သာသနံအဆုံးအမကိုနာကရောတိနာမထောင်သောထိုသူသည်နေစာကာလအခါခါသိအမြဲတမ်းသောစတိဆိုရင်ရတယ်အကျိုးလိုလားတဲ့ဆရာသမားအဆုံးအမနာမထောင်ရင်တဲ့မိတ္တဝေနကလိုပဲဆိုရင်ရတယ်အဲ့ဒါဘုရားအလောင်းကတရားဟောလိုက်တာပါအဲ့တော့ဟောဒီလောတကတိတ်သားသည်ယဟနာအရှင်မြတ်ကြီးကိုအိတ်တံမစ္စရိယလွန်ကဲပြီးတော့မှပြမလိုက်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီဘဝကနေစပြီးတော့ဟိုးအဲ့ဒီကတ္တဗဘုရားသာသနာကစခဲ့တာနေပြီးတော့အခုဂေါတမဘုရားလက်ထက်ယဟနာဖြစ်သည့်တိုင်အောင်3ကြိမ်ပဲဗိုက်ဟာရဝါအောင်စခဲ့ရပါတယ်ပြန်ပြောမယ်ဆိုရင်ဘလူးဖြစ်စဉ်တုန်းကကိုဝန်အညစ်အကြေးလေးစားခဲ့ရဘူးတယ်ခွေးဖြစ်တုန်းကသူများအန်ထုတ်လိုက်တဲ့အံဘက်ကလေးတစ်ချိန်ဝါအောင်စားခဲ့ရဘူးတယ်နောက်ဆုံးယဟန္တာ
နော်ပရိနိဗ္ဗာန်ပြုတဲ့နေ့မှာတော့ဖြင့်အရှင်သာရိပုတ္တရာကျွေးလို့မလို့စတုမတုလေးအဝဖုံးပေးခဲ့ရဘူးလားအဲ့ဒါပါလေနော်သူပြောရလို့ရှိရင်သူစိုက်တဲ့အပင်သူပြန်ရိပ်ရတာပါပဲစာကတော့ပြောပါတယ်နော်အဲ့ဒီတုန်းကလောတကတိတ်သားရဲ့အကြောင်းကိုကြည့်ပြီးတော့ပစ္စည်းဝတ္ထုဝန်တိုမှုဓမ္မှုပရိသံရှုကြရန်အဲ့တော့ဘုန်းကြီးတို့ကတော့ဒီနေရာမှာနော်ဘာလေးပြောခြင်းတလဲဆိုလို့ရှိရင်ဒီအိတ်တာမစ္စရိယရဲ့သဘောလေးနည်းနည်းပြောခြင်းပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်လောကမှာအဖြစ်လွယ်ဆုံးတရားသည်အိတ်တာမစ္စရိယဖြစ်နေလို့ပါပဲစာကလည်းပြောပါတယ်အိတ်တာမစ္စရိယနော်ဒီအိတ်တာဆိုတဲ့တရားဟာအင်မတန်ဆိုးတဲ့အကြောင်းစာပေတွေမှာတိကျဖွင့်ထားတာတွေရှိပါတယ်နော်အဲ့တော့ဘုန်းကြီးတို့စာထဲမှာအိတ်တာဟာပရတံပတ္တိခယနာလက္ခဏာတဲ့သူတစ်ပါးပြည့်စုံမှုတွေကိုရှုတ်ချတဲ့လက္ခဏာရှိတယ်အားလုံးစကလုံးကိုမြန်မာပြန်လိုက်ရင်မနာလို့တယ်ဆိုတာရှိဒီအိတ်တာရဲ့သဘောကယဟန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ဗျဆိုကြပါဆိုလူတွေမှာဆိုရင်တစိုးတယောက်သောပုဂ္ဂိုလ်ကလက်ထွန်းတယ်ကုံရောက်တယ်စီးပွားတွေတိုးတက်တယ်ရင်ကောင်းကောင်းတွေစီးရတယ်ဆင်မြင့်ယထာတွေကောင်းကောင်းတွေရှိတယ်ယေရနာတွေရှိတယ်အဲ့ဒါတခြားပုဂ္ဂိုလ်ကနေပြီးတော့အဲ့ဒီပုဂ္ဂိုလ်ကြီးပွားတိုးတက်တဲ့ဥစ္စာတွေကိုမြင်ရတဲ့အခါမှာသူမနာလို့ဖြစ်ပြီနော်စိတ်ထဲမှာဘလို့ဖြစ်လဲဒီပုဂ္ဂိုလ်ဒီစည်းစိမ်နေဆုပ်ယုပ်ပြီးတော့မှအထီးကျန်ပွဲဆင်းရဲစွာနဲ့လှည့်လေရတာဘယ်အချိန်မှဖြစ်လိမ့်မလဲမနာလို့ဖြစ်ယုံနေမကဘူးပျက်စီးစေလို့တဲ့စိတ်ကပါကတ်လာတော့အဲ့ဒါလိုနဲ့အဲ့ဒီပုဂ္ဂိုလ်ကသူ့အကြောင်းနဲ့သူများပစ္စည်းဥစ္စာဆုပ်ယုပ်သွားပြီဆိုရင်အတ္တမနောဟောတိတဲ့ဝမ်းသာတယ်ကြည်သူများဆုပ်ယုပ်တာကိုသူဝမ်းသာတယ်ဒါရင်လားလူတွေလားမဟုတ်ဘူးယဟန်နေမှာလည်းပဲတဲ့ရှင်ယဟန်နေမှာလည်းပဲဒီအိတ်တာအားကြီးတဲ့ပုဂ္ဂိုလ်ဟာတခြားပုဂ္ဂိုလ်ကဘူတုတာတွေရှိတယ်ပရိယတ္တိတွေရှိတယ်ဒီခါမှာလက်လာပါတွေပေါ်များတယ်နာမည်သတင်းတွေကြော်စောတယ်အဲ့ဒါတစ်ဖက်ကယဟန်ကမနာလို့ဖြစ်နေပြီဒီပုဂ္ဂိုလ်လက်လာပါတွေဘယ်နည်းများဆိုးရုပ်ပါမလဲတွေးနေတာသူ့အကြောင်းနဲ့သူဆိုးရုပ်ရင်တော့မှဝမ်းသာပြီစသည်ဖြင့်ဟောဒီအိတ်တာဟာအမတန်ဆိုးပါဒီတူပဲမစ္စရိယလည်းအားလုံးကြားဘူးကြပါတယ်ဒီဝန်တိုတာဟာ၅ခုအာဝါဒကြောင်းနဲ့ပတ်သက်ပြီးတော့ဝန်တိုတယ်နော်ဘုန်းကြီးရောဘုန်းကြီးအလျောက်လူလဲလူအလျောက်နော်ကိုနေတဲ့နေရာမှာသူများမနေစေခြင်းဘူးကိုရတယ်လို့ကိုနေရာကောင်းရတယ်လို့ကြောင်းကောင်းရတယ်လို့သူများမရစေခြင်းဘူးစားထဲမှာအာဝါဒနော်မစ္စရိယကိုအပြည့်အစုံရှိပါတယ်တခုတော့ရှိတာပေါ့ညင်ခုန်ခိုက်ရန်ပြုမဲ့ယဟန်နေမလာစေခြင်းတာတော့မစ္စရိယမဟုတ်ပါတခါကုလမစ္စရိယကိုလှုပ်ကြွေးတဲ့တက္ကဒကမတွေရှိတယ်ညာတိကိုဆွေမျိုးတွေရှိတယ်ဒါရင်နဲ့ပတ်သက်လို့မစ္စရိယဖြစ်ကြတယ်တခါလက်နော်လာဘမစ္စရိယနော်တချို့ပုဂ္ဂိုလ်တွေတခါတည်းကိုရသလိုမရစေခြင်းဘူးလာဘတွေကိုပေါ်သလိုမပေါ်စေခြင်းဘူးဒါတွေကမစ္စရိယတခုတော့ရှိတာပေါ့တချို့ကတ်စည်းနေတဲ့ပုဂ္ဂိုလ်ကတခါတည်းတက္ကဒကမတွေလှူထားတဲ့တရားတရားနဲ့လှူထားတာတွေကိုအဲ့ဒါမတော်မလျော်တွေသုံးတယ်ဝီနီးနဲ့အညီမအမဆက်တွေနော်ဝီနီးနဲ့မညီပေါ့မအမဆက်တွေလှုပ်တယ်သုံးဆွဲတာတွေကလည်းပြောမယ်ဆိုရင်ပုတ်နေတာတော့သူများမကြွေးဘူးဆိုတာမျိုးပေါ့အဲ့ခါကျတော့မှဒီလိုပစ္စည်းလာပါတွေဟာတီလာရှိတဲ့လှူတတ်တန်းတတ်တဲ့ပုဂ္ဂိုလ်လက်ထက်များရောက်သွားရင်တော့ဘလောက်အသုံးချလိုက်မလဲအဲ့ဒါလိုတွေးတာကတော့ဒါမစ္စရိယမဟုတ်ပါမစ္စရိယမဟုတ်ဘူးတခါတည်းဘုန်းကြီးတို့လည်းတွေးမိတဲ့ခါတွေရှိတာပဲအကြောင်းကြီးကောင်းလိုက်တာအကျေလည်းအကျေကြီးပဲဘာမှမရှိဘူးအိမ်မြောင်တို့ကြွက်တို့ပဲရှိတယ်အိမ်မြောင်တို့ကြွက်တို့တောက်တဲ့တို့ပဲရှိတယ်ဘာမှအလုံးမလုပ်ဘူးနှမျောစရာကောင်းလိုက်တာသာသနာအတွက်ဆုံးရှုံးလိုက်တာဒီလိုပေါ့တခါဝဏမစ္စရိယဆိုတာနှစ်ခုသရိဒရုပ်စင်းနဲ့ပတ်သက်ပြီးတော့မှမစ္စရိယဝန်တိုတာဂုဏဂုံကျေးဇူးတွေထားပါတော့ရုပ်စင်းနဲ့ပတ်သက်လို့ရှင်ဒီပုဂ္ဂိုလ်ကရုပ်ချောတဲ့ဒီဘုန်းကြီးကအမတန်ကြီးညိုစရာကောင်းတယ်ဆိုရင်သူများလာပြောရင်နားမထောင်ချင်ဘူးမနာလို့နားမထောင်ချင်ဘူးနောက်ပြီးတော့ကိုတိုင်ကလည်းပါဇက်ကထုတ်ပြီးတော့မချီးမွမ်းနိုင်ဘူးရင်ဘတ်ထဲမှာတစ်ဒါရင်ဘတ်ထဲမှာတစ်နေတာဝဏဂုံကျေးဇူးတွေသီလဂုံကျေးဇူးဒုတင်ဂုံကျေးဇူးအဲ့ဒါလိုဂုံကျေးဇူးတွေနဲ့လည်း तू မချီးမွမ်းနိုင်ဘူးသူများလာချီးမွမ်းလဲနားမထောင်ချင်ဘူးဒါဝဏမစ္စရိယ
ဓမ္မမစ္စရိယဆိုတာပရိယတ္တိတို့ပฏิဝေဒတို့ပေါ့တခုရှိတယ်နော်အရိယပုဂ္ဂိုလ်တွေဟာနော်အရိယတို့ရဲ့တရားကိုသိတဲ့အခါတခြားပုဂ္ဂိုလ်တွေကိုသူတို့ယဟန္တာမှမသိစေခြင်းဘူးဆိုတာဟာဒါမစ္စရိယမဟုတ်ဘူးတဲ့သူတို့ရထားတဲ့တရားဓုတရားမြတ်တွေကိုတလောကလုံးကိုတောင်သူတို့ကရစီချင်တာသူတို့ကိုတော့သူတို့ဘာတော့ဓမ္မလျှို့ဝဲပြီးတော့မှထားတယ်ဆိုတာကတန်တုဋ္ဌိတန်လေခသဘောနဲ့နော်သူများကိုမသိစေချင်တာမိမိတို့တချို့သောပုဂ္ဂိုလ်တွေကတော့အဲ့ဒါလိုမဟုတ်ဘူးကိုသိတဲ့တရားဓုသူများမသိစေချင်ဘူးကိုတက်တယ်လို့သူများမတက်စေကိုရတဲ့ဖွယ်ဓုဂုံဓုသူများမရစေချင်ဘူးဒါတွေအများကြီးပေါ့ဗျာပြောမယ်ဆိုရင်တော့ဘုန်းကြီးတို့ဒီအိတ်တာနဲ့မစ္စရိယဟာတတိတခြားကိုဟောကြားရမယ်တရားတွေဖြစ်ပါတယ်စာထဲမှာတော့ပြောထားပါတယ်အာဝါဒမစ္စရိယဖြစ်မယ်ဆိုရင်တဲ့ရက်ခေါ်ဘလူးတဲ့ပေတော်ပြိတ္တာဖြစ်တတ်တယ်တဲ့နော်အာဝါဒမစ္စရိယကြောင့်မလို့ဘလူးတွေပိတ္တာတွေဖြစ်တတ်တယ်တဲ့ကုလမစ္စရိယဖြစ်မယ်ဆိုရင်တော့တဲ့ဒီပုဂ္ဂိုလ်တွေဘာဖြစ်မလဲသူ့ရဲ့ဒုက္ခကလည်းပါဇက်ကနေသွေးအံတဲ့အထီတောင်ဖြစ်နိုင်တယ်တဲ့ခါတဲ့ဘိုက်ထဲမှာနော်ဥတွေအပြက်ပြက်ဒီလိုဖြစ်နိုင်တယ်လာဘမစ္စရိယပြုတ်ပြီဆိုလို့ရှိရင်လည်းဒီပုဂ္ဂိုလ်လည်းပဲဘလူးတွေပြိတ္တာတွေဖြစ်နိုင်တယ်စပကြီးမွေကြီးတွေဖြစ်နိုင်တယ်နောက်တရိဒတို့ဂုဏတို့ဆိုတဲ့ဝဏမစ္စရိယနောက်ပရိယတ္တိဓမ္မတွေမစ္စရိယအဲ့ဒီပုဂ္ဂိုလ်များလည်းပဲစာမှာကတော့အမတန်နော်ရုပ်ဆိုးတာတွေအားတယ်ဆိုတာတွေအကြီးရွယ်ဆွတ်တယ်ဆိုတာတွေအများကြီးပါပဲဗျာဒါတွေကအကုသိုလ်ရဲ့အကျိုးဆိုတာကတော့ပြောလို့မကုန်နိုင်အောင်ကိုအမတန်များပါတယ်ဒါကြောင့်မလို့ဟောဒီလောတကနော်ဇတ်ဟာအမတန်ကိုဆင်ញင်ထားဖို့ဆင်ញင်တုံတရားထားဖို့ကောင်းပါတယ်ဘုန်းကြီးတို့အချိန်တော့နည်းနည်းထပ်ပြီးတော့ယူလိုက်ပါဦးမယ်ဟောဒီလောတကဆက်ပြီးတော့42ခုမြောက်ကပောဒဇတ်ဖြစ်ပါတယ်ဒီကပောဒဇတ်ဆိုတာဟာလေးပဲမြတ်စွာဘုရားနော်တာဝတိဇေတဝန်ကျောင်းမှာသတင်းသုံးနေတဲ့အချိန်ဒါလျက်ပေါ်တဲ့ယဟန်နော်ကပောဒဆိုတာကတော့ခိုးလို့အဓိပ္ပာယ်ရပါတယ်ကပောဒဆိုတာကတော့ခိုးလို့အဓိပ္ပာယ်ရအဲ့တော့ဒီဇေတဝန်ကျောင်းမှာဒီလျက်ပေါ်တဲ့ယဟန်တစ်ပါးကိုဘုရားရှင်ကသိတဲ့အခါကျတော့သင်ဟာတဲ့ငါဘုရားရဲ့သာသနာမှာနေပြီးတော့မှဘာဖြစ်လို့လျက်ပေါ်လော်လီမှုဖြစ်ရတာလဲသင်ဟာရှေ့တုန်းကလည်းလျက်ပေါ်လော်လီတဲ့အတွက်ကြောင့်မလို့အသက်ဆုံးရှုံးခဲ့ဘူးတယ်သင်နဲ့မကဘူးသင်ကိုအမိပြုပြီးတော့မှဒီပညာရှိတဲ့ပုဂ္ဂိုလ်တွေလည်းပဲနေရာကနေပြီးတော့မှဆုပ်ယုပ်ထွက်ခွာသွားခဲ့ရတာတွေရှိတယ်ဆိုပြီးတော့မှဟောဒီကပောဒရဲ့စัจကြောင်းလေးပါပဲပြောရရင်တော့ဘုရားလောင်းကအဲ့ဒီတုန်းကခိုမျိုးမှာဖြစ်တယ်အဲ့မှာဗာရဏသီမြို့မှာနေတဲ့ပုဂ္ဂိုလ်တွေကသတ္တဝါတွေကိုပြောရရင်တော့စားစရာတောက်စရာနေစရာထိုင်ခင်းပေးသောအပြင်အိမ်နေမှာတောင်းကြီးတွေဆွဲထားကြတယ်ဒီခေတ်မှာနေရာပေးတယ်လို့ပေါ့အဲ့တောင်းကြီးတွေမှာခိုတွေကသွားနေကြတယ်အဲ့ဒါဗာရဏသီတတိရဲ့ထမင်းကျက်စဖို့အိမ်မှာတောင်းကြီးဆွဲထားတာဘုရားလောင်းခိုကသွားနေတာအဲ့ဒါတရက်ကြတော့ကြီးကန်းတကောင်ကတခါတည်းဒီအိမ်ကချက်တဲ့အသားအငါအမဲအနတ်နေရတဲ့ခါကျတော့လောဘတက်ပြီးတော့ဒီအိမ်မှာတော့ဟင်းကောင်းနေရှိတယ်ငါဘလို့နည်းနဲ့စားရမလဲကြည့်လိုက်တော့တောင်းထဲမှာခိုဖះလောင်းခိုတွေ့တာနဲ့ဖះလောင်းခိုနဲ့သွားမိတ်ဖွဲ့ဖះလောင်းခိုကမဟုတ်ပါဘူးမင်းနဲ့ငါနဲ့စားအစားအသောက်လည်းတူတာမဟုတ်ဘူးသဘာဝလည်းမဟုတ်ပါဘူးအရှင်ကိုကြည်ညိုလို့ပါခါစားပါရစေတဲ့အဲ့ဒါလိုနဲ့အိမ်ပါသွားအိမ်ရှင်ကလည်းလက်ခံသူတို့နှကောင်နေကြတရက်လဲရောက်တော့တထေးအတွက်အိမ်မှာငါအမဲတွေအများကြီးဆောင်လာပြီးတော့စဖိုးဆောင်မျိုးဖို့စဖိုးဆောင်စဖိုးမှုကချက်ဖို့ပြုတ်ဖို့အိမ်မှာငါးတွေနော်စဖိုးမှာငါးအမဲတွေဆွဲထားတာအဲ့ဒါကိုမြင်ရတဲ့ကြီးကန်းကဗိုက်ထဲကဥရနေပြီစားကျင်နေတာအဲ့တော့ तू ကဘာလုပ်လဲဆိုတော့နော်ညကြအိတ်တဲ့အခါကျတော့ तू ကနေမကောင်းအောင်ဆောင်းတယ်ဟင်းနဲ့ကြီးကန်းကညီးတယ်တဲ့ကြီးကန်းကညီးတဲ့အခါကျတော့ခိုကဘာမှဖြစ်လဲပေါ့နဲ့ခင်းကြတဲ့ခါသွားအောင်အဆွေကြီးငါတို့အစာရှာထွက်အောင်ဗိုက်မကောင်းဘူးတဲ့ဗိုက်ထဲကနာနေလို့တဲ့အမလေးကြီးကန်းကလည်းနာကျွံအောင်ဆောင်းနေသွားလို့မဖြစ်နိုင်ပါဘူးကြီးကန်းရငါ
ကြီးကန်းဖိုက်နာတယ်ဆိုတာငါတခါမကြောက်ဘူးကြီးကန်းဆိုတာတဲ့နော်ညင်300မှာတရရန်မှာအစကြည်တာပဲတဲ့စီမိစာမျိုးရင်တောင်မှနော်တခဏမြတော့ရောင်ရဲတယ်တဲ့ကြီးကန်းရဲ့ဘိုက်ကနော်အဲ့တော့သင်ဧကန္နာတော့ဟိုငါအမဲတွေမင်းမျက်စောင်းထိုးနေတာမို့လားတဲ့မင်းလူတွေရဲ့အစားတော့သွားပြီးတော့မမက်ပါနဲ့ကွာမင်းဒုက္ခရောက်လိမ့်မယ်မလို့တင်မဟုတ်ပါဘူးဘိုင်းနာတာပါဆိုမှမင်းငါမယုံမှုတဲ့မဟုတ်ပါဘူးတကယ်ဘိုင်းနာကဲမင်းသာနာအတိုင်းပဲမင်းလောဘအလိုတော့မလိုက်နဲ့တော့တတိနဲ့နေတော့ဆိုဘုရားလောင်းကထွက်သွားတာအဲ့မှာစဖို့တဲ့ကလည်းအဲ့မှာပြုတ်ပြင်ပြီးတော့မှအေးလေခဏငါချွေးလေးပါလေးတုတ်လာမှဆိုတော့ပြင်ထားဆင်ထားပြီးတော့ချွေးလေးအပြင်ဘက်ထွက်ပြီးတော့တုတ်နေတဲ့အချိန်မောင်မင်းကြီးသားကကောင်းလေးပြူကြည့်တော့ဟာအခြေအနေသားပြီးဆိုတော့သွားဆွဲတာခက်တာကဆွဲရင်ရိုးရိုးမဆွဲပါဇက်ကလည်းကလိကလိလို့တော့အတန်းကြားရောအဲ့ဒါစဖို့မှုကတွေ့လဲတွေ့ရောမလေးဒီကြီးစုပ်ငါတထေးအတွက်ဟာလောက်တာများ तू ကစားကျင်သေးဆိုတော့တကားပိတ်ပြီးတော့ဖွမ်းလိုက်တာကွီကနေမိပါလေရောတလောက်တောင်ဆိုးတဲ့ကြီးမိုက်ကွာဆိုပြီးတော့အမွေနှုတ်ပြီးတော့ဂျင်းစိမ်းရဲ့စားရဲ့ဇီယာတွေရဲ့အဲ့ဓာတွေခါထောင်းပြီးတော့မှရက်တဲ့ရီချင်နဲ့မှုေးပြီးတော့မှအဲ့ဒီဂျင်းစိမ်းတွေအခုနပြောတဲ့စားတွေဇီယာတွေနဲ့ထောင်းထားတဲ့နော်ရက်တဲ့ရီချင်နဲ့ကြီးခန္ဓာကိုယ်လိမ့်ပြီးတော့မှကြီးကိုတခါတည်းတောင်းနဲ့ပြန်ထည့်ထားရတာတခါတည်းအမွေးရလည်းမရှိတော့ဘူးခါတည်းကြီးလည်းဘွားပြက်သွားတာအဲ့ဒီလိုတခါအဲ့ကြတော့မှတကယ်လူနာဖြစ်တော့တာအဲ့ကြီးနာပေါ့လေလူနာတော့မဟုတ်ဘူးအဲ့ကြတော့မှတကယ်ကြီးနာပြီးတော့ဟင်းအဲ့မှာဖះလုံးကပြန်လာတယ်ညကြပြန်လာတဲ့ကကြီးလိုက်တော့ဟိုမှာကြီးကအာဖြစ်နေပြီတကယ်ကိုတအားဖြစ်နေပြီအဲ့ကြတော့မှအေးတဲ့မင်းကငါပြောတယ်မို့လားလောဘမကြီးနဲ့လောဘမတက်နဲ့နော်ဘုန်းကြီးတို့ကကပ်မြန်ကြော်ပြောလိုက်တာပါယောအထာကမတ္တဟိတာနုကံပိနောဩဝေသမနောနာကရောတိသာသနံကဘောတကတ္တဝဆနံအကတ္တဝအမိတ္တဟတ္ထထကတောဝသေတိယောအကျဉ်သူသည်ဩဝေသမနောနုညံ့တဲ့အစည်းအဝါကိုအလိုရှိတဲ့စိတ်ဖြင့်ဆုံးမလျအထာကမတ္တအစည်းအဝါကိုအလိုရှိတဲ့ဟိတာနုကံပိနောအစည်းအဝါဖြင့်စောင့်ရှောက်တဲ့သူ၏သာသနံအဆုံးအမကိုနာကရောတိနားမထောင်သောထိုသူသည်ကဘောတကတ္တခိုဤဝဆနံစကားကိုအကတ္တဝနားမထောင်တဲ့အတွက်အမိတ္တဟတ္ထထကတောယံသူရဲ့လက်သို့ရောက်တဲ့ကာကောဝကြီးကဲ့သို့အနုသောစတိစိုးရင်လျက်သေသည်အိရတယ်ဆိုပြီးတော့မှနော်မင်းနဲ့ငါဆက်နေငါလည်းဒုက္ခရောက်လိမ့်မယ်တော်ပြီဆိုပြီးတော့ဘုရားအလုံးလည်းတခြားပြန်သွားတယ်အဲ့ဒီမှာနော်ကြီးရအဲ့ထဲမှာဒုက္ခရောက်နေတော့စဖို့တရားလည်းစိတ်ပေါက်လာတာနဲ့ဒီကြီးစုပ်ရှုပ်တယ်ကွာဆိုပြီးတော့အဲ့ဒါနော်တောင်ရောတမြေကြီးရောယူပြီးတော့တမြေကြီးစွန့်တဲ့အရာမှာပြစ်လိုက်ပါတယ်တဲ့မကြပါဘူးကြီးလဲအဲ့ဒီယောဂာနဲ့ပဲသေရောဗျာမြတ်စွာဘုရားကဒီဇတ်တော်ကိုဟောပြတဲ့ခါကျတော့မှအခုနလျှက်ပေါ်လော်လီတဲ့ယဟန်ကိုဆုံးမပြီးတာနဲ့သစ္စာ၄ပါးဆက်ပြပါတယ်သမုဒိယလမ်းကြောင်းကသွားရင်တော့တွေ့တယ်မို့လားဒုက္ခလှရောက်တာနော်အမဲမစားဘဲနဲ့အမဲဖြတ်ခံလိုက်ရတာနော်အမဲမစားရဘဲနဲ့အမဲဖြတ်ခံလိုက်ရပြီဆိုပြီးတော့နော်မဂ်ခင်၈ပါးသီလသမာဓိပညာသိက္ခာလမ်းကြောင်းကရှောက်မှနိဗ္ဗာန်ရောက်မှာလို့ပြလိုက်တာလျှက်ပေါ်လော်လီတဲ့ယဟန်ဟာအနာခံဖြစ်သွားပါတယ်လောဘယမက်ငန်းတဲ့အသက်ဆုံးရှာကြီးပမာဘုန်းကြီးတို့20နဲ့ပဲအချိန်ပြေသွားပါပြီတယံဗုဒ္ဓတံဘောဓိတိဓမ္မေပိဓမ္မသတ္တိယောအဟောနောတတတုတတံအဟောနောဓမ္မစိန်တနံယောဇီနောမကရောင်လျံအုပ်ဆောင်ပြန်ဝင်အောင်လန်းဆွင့်လွင့်တလူတို့ကျင်းအောင်တော်မူမြတ်စွာဘုရားသည်ဓမ္မေပိရှင်းနောက်ဆင်လျက်ဖြစ်တိုင်းဖြစ်သည်ဆက်ဆမနောတရားသဘောတို့ကို၎င်းဓမ္မတတ္တိယောပိတရားတဤဓကံပြည်သည်တတ္တိအင်အားစွမ်းပကားတို့ကို၎င်းတယံဗုဒ္ဓဘောဓိမနံခံဝါမြိုင်၍ကိုယ်တိုင်စထွင်သိမြင်တော်မူပြီးသည်ဖြစ်၍တံဘောဓိတိတိထိုက်သမျှဝေနေယကိုမြတ်ဟာလှစ်ဖို့သိစီတော်မူခဲ့လေပြီဒါသဇိနတအောင်မြင်တဲ့တံဘောဓိမံဝေအောင်လန်းဆွင့်လွင့်တလူလူထိုးအောင်တော်မူမြတ်စွာဘုရားဤဒုဒတံတရားဓမ္မဩဝါဒကိုကြားရရှင်ပြောသားတော်သမီးတော်ဖြစ်ရခြင်းသည်အဟောနောကိုယ်တွေကိုယ်တာကိုကျိုးပါသဖြင့်ကိုမာကုနဲ့ဩဝမ်းမြောက်ဖွယ်ကြီးပါတကားဓမ္မစိန်တနဓမ္မတသက်ရှိနောက်ဆက်ပြီးဖြစ်ပြနေဟန်တရားမှန်ကိုဖန်ခွဲဝေကြံစီ၍နေရခြင်းသည်
အော်နော်ပုဂ္ဂိုလ်တ attva သူငါတွေပြောက်အလင်းရောက်ဖို့ဝမ်းမြောက်ရှင်ပြောဩအရာတော်ပါပေစွာတကား